ကြားရလားမသိဘူးကြားရရအေးတကယ်လို့အတန်းချင်းဆက်ပြတ်သွားတဲ့အခါဒီတိုင်းအော်ပြောတော့ပါမိမွေးတိုင်းဖောင်မွေးတိုင်းအော်ပါပဲအဲ့ဒါပဲဟုတ်ဟေးအခုဒီထဲမှာလည်းပဲငါအသက်81ပြည့်ပြီးသွားပြီဆိုတော့ငါလည်းကြီးတာလည်းတရားမှမပါတော့အဲ့တော့ဒီစာသင်ခန်းထဲမှာပြောလို့ငါတက္ကသိုလ်မှာရှိတဲ့စာသင်ခန်းထဲမှာကလေးတွေကိုပြောလို့မင်းနဲ့ငါလည်းပဲငါပြောတော့မယ်နော်မင်းဒီအုပ်လုံးပေးထားတဲ့ကောင်တော့ပြီးတော့ပြန်ယူတော့မင်းငါတော့ကြောက်ငါစီပါတော့အောင်မယ်ဘယ်ကောင်မှမသိအဲ့ဒါဘယ်ခွေးတော်သားမှမသိငါပေးတယ်လားအဲ့တော့ပြီးတော့ကြာဒီအုပ်လုံးလေးပြန်တောင်းကြားလာတော့ကြာငါစီပါလာမလို့ခိုင်ထားတော့ဒီကငါဒီလောက်ထိအောင်မင်းတို့ထားနိုင်မယ်ဇီကုန်းမော်ဒီလောက်ထိအောင်စိတ်အားထိတ်တယ်မလို့မထင်ဘူးကြီးလက်ပေါ့ကွာအဲ့လိုအောင်းမင်းတာတကယ်ဒီချိန်ထိအောင်အေးခံပြီးနေတယ်ဆိုတော့လောအားဟောတယ်ငါဆိုရင်မနေဘူးမင်းတော့ပြောတကယ်ကျေးဇူးတင်နေအဲ့တော့အေးအဲ့တော့ငါဘယ်ပွဲမှာမှမပြောဘူးတာလေငါဒီနေ့ပြောမယ်နော်ဒါမဲ့ဘယ်ပွဲမှာမဆိုပြောခဲ့တဲ့ဥစ္စာတစ်ခုလည်းငါပြောဦးမယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့စာကြီးတဲ့ဖြစ်အောင်လုပ်စမ်းတာနော်စာကြီးသိဖြစ်အောင်လုပ်စမ်းနော်တို့ကငါပြောတဲ့စကားလုံးကနည်းနည်းကျမ်းတော့တချို့ကမကြိုက်ဘူးတို့ဗုဒ္ဓဘာသာတွေကဘုရားကိုရွှေချတယ်လူငယ်တွေရွှေချရတော့မှမသိလူငယ်တွေကိုရွှေချမှအနာဂတ်တောက်ပါပါအဲ့တော့ဘုရားကိုရွှေချဖို့ကြတော့ဩဃာတာဆိုရင်ရွှေချတယ်ကောင်းပါလေငါမကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးဒါမဲ့လူငယ်တွေရဲ့စာရိုက်ဘက်ကိုတလားကိုလက်ဖေးတစ်ခွက်ဖို့ပေးစားမှဆိုတော့မပေးချင်ကြဘူးလူကြီးတွေညံ့တယ်အဲ့တော့မင်းတို့စဉ်းစားကြဟုတ်လားလူကြီးတွေသူတို့ဘာဆိုညံ့မသိမင်းတို့လူငယ်တွေမညံ့စေတယ်အဲ့ဒါအရေးကြီးတယ်စာကြည့်စမ်းပါစာကြည့်လိုက်ထားစမ်းပါဘုရားကိုရွှေချတာတဲ့စာကြည့်တဲ့ရဲ့ကလေးကစားကွင်းရင်သိအရေးကြီးတယ်မင်းတို့အဲ့ဒါမှတ်တာကလေးကစားကွင်းနဲ့စာကြည့်တဲ့ကဲ့ရဲ့နေရမယ်ဟိုမှာကမြင်းညောထားပြီးလို့ရှိဒီမှာစာကြည့်တဲ့လာကြည့်အဲ့တော့ကလေးတွေကအတွက်ကိုဗိဓကသုံးဖို့တွေပါတယ်စွဲစုံချမ်းတွေသွားရမလို့နဲ့ရုပ်ပြတယ်ရှိဖို့လေရုပ်ပြတယ်ရှိတော့ကလေးကိုက်တော့စုပ်ကလေးကိုင်လို့စုပ်တော့ဘာပြောစုပ်ပါစေပေါ့စကုစုပ်တာဘာရေးကြည့်တယ်နှလုံးသားစုပ်ပဲမသွားဘူးရေးကြည့်တယ်ဟုတ်ပါတယ်အဲ့ဒါကလေးတွေကြားတဲ့ခါကျတော့ကစားဝင်ထားရမှာပေါ့ဒီကလေးဆိုတဲ့ဥစားကစားကြတယ်ဆော့ကြတယ်ကမင်းညောထားကြတယ်ဟုတ်လားဘာကြောင့်ဖြစ်လဲဆိုရင်တို့ဒါလူမျိုးလေးစစ်စစ်လေးပြီးငါပြောမယ်နော်တို့ဒီမှာရှိရ cell ဆိုခေါ်တဲ့အင်္ဂလိပ်လိုတော့ဗမာလိုတော့ class C တွေပေါ့ပါအဲ့ဒါတွေကဖြစ်တယ်ပြက်တယ်ဖြစ်တယ်ဆိုတာဖြစ်လာတယ်ဖြစ်တဲ့ဥစ္စာလောင်ကျွမ်းသွားတော့ပြက်သွားတာပေါ့အဲ့ဒီလောင်ကျွမ်းသွားမသွားလို့ရှိရင်အာမဖြစ်ဘူးဘာနဲ့တူလဲဆိုတော့ dead seed တဲ့ blood မော်တော်ကားမှာမီးတောက်ပါအားထွက်တယ်လို့ဒီပါရှိတဲ့တို့ပါရှိတဲ့ class C ရုပ်ကလေးတွေလောင်ကျွမ်းသွားမှပြက်သွားမှအားထွက်တာနားလေနော်ဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်ခလေးကြတဲ့အခါကျဘယ်လိုဆိုဖြစ်ပြက်300လောက်ဖြစ်ပြန်တစ်ချက်ပြက်တော့ကလေးက extra energy လို့ခေါ်တဲ့အားမူရထွက်တော့ဒီကောင်ကရွာစီပြက်ဒါပဲ तू ကဟုတ်လားအဲ့တော့နောက်ကြတော့မှဖြစ်ပြက်နောက်ကြဖြစ်ပြက်နောက်ကြဖြစ်ပြက်ဆိုသေရောအဲ့ဒါတို့ကဖြစ်ကိုပြက်တာတစ်ချက်သုံးချက်ဖြစ်ပြီဖြစ်ပြီတို့ကအဲ့တော့တို့ကအသက်80အသက်ကြီးတော့ခလေးပေါက်စားကြတော့ဖြစ်ဆိုဖြစ်တာအများတော့အလိုလိုထွက်တာအဲ့ကြကလေးကြတော့ခါကြကမြင်းညောထားတယ်လူကြီးကြတော့အားကစားတယ်ကောက်တီရိုက်ဟုတ်လားကောက်ကွင်းကြီးတွေအကြီးကိုဆောက်ထားလို့ရှိရင်ကလေးတွေအတွက်ကစားကွင်းတော့လုပ်ပေးရမှာပေါ့ဟုတ်လားဟုတ်ပါဗျာကလေးတွေကစားကွင်းလုပ်ပေးပါကလေးတွေကစားကွင်းလုပ်ပါတယ်အဲ့တော့ကလေးဆိုတဲ့ဥစ္စာသူတို့အားကိုစမ်းနေတယ်
အားကိုစမ်းနေတဲ့အတွက်ကြောင့်မို့လို့မင်းနည်းနည်းလေးဖြစ်လာချင်းဒီလိုကလဆိုင်ပေါ်အတင်းတက်တာဟာမင်းတက်ပြီးတော့ကလဆိုင်ပေါ်အတင်းတက်ပြီးတော့ရောက်ပါဘောညိတ်ရောက်တယ်ပြီးတော့ပြန်စင်းတော့ခြေတော့ကဟိုထောက်မရဒီတော့မရတယ်ဟုတ်လားတက်တော့တက်တယ်လေမစင်းတတ်ဘူးလေဘာကြောင့်လဲဆိုအနာရဖြစ်မဖြစ်အောင်တရားမရဘဲနဲ့စင်းတတ်အောင်ကတော်ကြည့်ရတာဟုတ်လားအဲ့တော့မင်းတို့ကလေးတွေကိုနည်းနည်းနားလည်ပေးကြပါနော်အဲ့ဒါမင်းတို့ကစားကွင်းလေးပါလေလုပ်ပေးကြပါနော်ကလေးတွေလမ်းပေါ်မှာဘောလုံးကန်တဲ့ခါကျကလေးတွေကလမ်းပေါ်အတွက်ဘောလုံးကန်နေတယ်ကလေးကစားကွင်းတွေသူတို့ကဘာလို့ညာလို့လုပ်ပြတဲ့ခါလမ်းပေါ်မှာကလို့ဘယ်သွားကန်ကလေးကစားကွင်းကိုလူသွားတယ်လူကြီးတွေကဒါအတိတ်ပဲမရှိဘူးအဲ့ဒါမင်းတို့စဉ်းစားကြဖို့ပြောတာမလက်ကောက်ပြီးရှောက်ချုံနေတယ်ငါလည်းချုံနေတာပဲရှောက်လုံးနေတယ်မင်းဟုတ်ခုပြောနေကိစ္စငါပြောတာကရည်စရာတွေတော့ဒါမင်းတို့သိတာပေါ့ရည်စရာရဲ့နောက်ကမောစရာအများနဲ့ပါတယ်တော့ငါရည်စရာမောစရာတွေပြောတာရည်စရာရဲ့နောက်ကမောစရာပေါအောင်ပြောတာအဲ့တော့မင်းတို့စိုက်ကြိုက်ကိုလုပ်ကြကောင်းပြီစိုက်ရိုက်လုပ်တယ်စိုက်ရိုက်လုပ်ပြီဆိုရင်အောင်မြင်သိဟုတ်လားပြီးတော့သူရရအတွက်လုပ်ကြငါကျေးဇူးတင်တယ်ဒီကောင်ငါ့ကိုသိအဝတ်ကြီးလုံးအကြီးလုံးငါအားနာတယ်လွတ်တော့ဒါလိုက်ရတော့ဆိုအားနာတယ်ကွာ very grand လို့မင်းငါတလောက်ထိမတန်ဘူးအဲ့လောက်ကြောင်ဟိုတယ်ကြီးပါငါကြည့်ကြည့်ရဆိုမလို့ဘူးကွာလည်းငါတာမနဲ့ရပါဆိုငါပြောပြတယ်ထားပါတော့ငါပြောချင်တယ်ကြီးပဲအဲ့ဒီမင်းတို့အောင်မြင်သိန်းတို့သူတို့ပေါ့မင်းတို့စာကြီးတဲ့ဖြစ်မလို့ဒါမဲ့တခုနားတော့ပေါ့စာကြီးတဲ့ဖြစ်ပြီဆိုလို့ရှိရင်စာအုပ်ထုံးနေလို့ရှိရင်တော့ဒါမဲ့စာကြီးတဲ့ဝန်ထမ်းမရှိရင်အဲ့စာကြီးတဲ့ပြက်ပြီးတော့အောင်မိတာစာကြီးတဲ့ဝန်ထမ်းကိုရှိရလာကပေးထားအဲ့ဒီလာကပေးတဲ့ဝန်ထမ်းမရှိရင်အဲ့စာကြီးတဲ့ပြက်ထားတယ်နောက်ဟိုကောင်းကြီးပြောလိုက်ဒီကောင်းကတွားရောအဲ့ဒါအဲ့တော့စာကြီးတဲ့ဝန်ထမ်းရှိရဝန်ထမ်းလာကပေးပါကောင်းပြီမင်းတို့တခုလေငါပြောပါမင်းတို့ဒီထားနေပဲဇီကုန်းပေါ့ငါလည်းမသိဘူးဇီကုန်းလားထားနေပဲလားမသိဘူးဘာတွေမှလည်းမသိဘူးဒီမှာကပ်မလို့ဘာအကုန်လုံးစုံတော့ငါပဲပြောလိုက်ရမှမသိဘူးဒါပေမဲ့တခုတည်းမင်းတို့ငါပြောနေတာစာရေးတဲ့ဝန်ထမ်းလာကအတွေ့မင်းတို့တလောက်လက်ဖွေးတစ်ခွက်ပုံမပေးနိုင်ဘူးလားဒါပဲအဲ့ဒါလို့အဲ့ဒါဖြစ်အောင်လို့ဒီနေ့စာရေးတဲ့တိုင်းထောင်လိုက်တဲ့ဆိုတာဒီအဲ့ဒီကလေးတွေဟာတော့ခုနကရုပ်ပြစာအုပ်ကိုဖတ်လို့ရှိရင်မင်းတို့အတွက်လူကြီးဆုံးမရတာတော်သက်သာသွားတယ်သတိထားပါနော်တို့တိုင်းပြည်ကအဲ့စာရေးရဲ့တန်ဖိုးကိုမသိတဲ့တိုင်းပြည်အဲ့လူငယ်တွေရဲ့အတွက်ကိုလောက်ရကောင်းမှမသိတဲ့တိုင်းပြည်ဒီလူငယ်တွေဟာကိုယ်အနာဂတ်ဆိုတာလူကြီးတွေကမသိဘူးဗျာသိစိတ်ပြဖို့ကောင်းတဲ့တိုင်းပြည်ဒီလူငယ်တွေသားသမီးတွေကိုဘွေးတဲ့ဥစ္စာဟာကိုယ်အနာဂတ်အတွက်ဆိုတာမသိဘူးကိုယ်အနာဂတ်အတွက်သားသမီးကအရေးကြီးတယ်ဟိုဆရာကြီးသခင်ကိုယ်တော်မှပြောတယ်အိုမင်းမစွမ်းဆိုတာဟုတ်တယ်ကွာတဲ့အိုရင်မင်းမစွမ်းတော့ဘူးဟုတ်တယ်အိုရင်မစွမ်းတော့ဘူးအဲ့တော့လူကြီးတွေကအိုးလို့မစွမ်းတဲ့ခါကျသူတို့ရစွမ်းလာမယ်ခလေးတွေစွမ်းလာတယ်သူတို့ကိုအားကိုးရမှာကလေးမကောင်းတဲ့တိုင်းပြည်ဘယ်တော့မှအနာဂတ်မကောင်းဘူးကလေးတွေရဲ့ပညာရေးကသိအရေးကြီးတယ်ကောင်းပြီဘယ်မှမပြောတဲ့မပြောခဲ့တဲ့ဟာကိုငါပြောမယ်လို့ပြောမှတ်မိတယ်ဟုတ်လားနော်ဘယ်တော့ငါပြောပဲဒီလိုပါဒီဥမာဆိုတခါလေးကြာဒီမမေးရင်သိတယ်မေးရင်မသိတော့ဘူးဆိုတာအဲ့ဒါမျိုးဒီကွာဟုတ်လားအင်္ဂလိပ်စကားလေးရှိတယ်တခုချင်း if you don't ask me I know it if you ask me I don't know itမင်းမမေးလို့ရှိရင်ငါသိတယ်ပါမေးလိုက်ရင်မသိတော့ဘူးဆိုတာအဲ့ဒါတွေအများကြီးပဲမင်းပညာစာသိတာပဲမသိဘူးလားသိတယ်တိုက်ဘာလို့ပြောစားဆိုမင်းတို့ပြောတာဟာမေဒါတွေပြောတာပညာဆိုတာမင်းပညာမတိုက်ချင်လဲတိုက်ချင်တာပေါ့ပညာဆိုတာဘာလို့လုပ်ပြီးတော့ဟာဘာလို့လဲရမှာမသိဘူးဟုတ်တယ်မလားကဲဟုတ်အဲ့ဒါကောင်းတာမင်းတို့နဲ့ငါနဲ့အဲ့လိုအမေးဖြေသွားမှာအဲ့ဒါမှတကယ်ဟောပြောပွဲရဲ့အရာတာကအဲ့ဒါဒီစာသင်လို့သင်ရတာအဲ့ဒါသိရတာရှင်ငါလည်းခုမင်းတို့ကတက္ကသိုလ်မှာရှိတဲ့ငါ
ကျောင်းဆရာပေါ့ကွာကျောင်းဆရာဆိုတာလေတော်တော်ကြွားကြတယ်ကွာမင်းတို့ဟိုကျောင်းဆရာရဲ့အကျင့်ကမင်းတော်တော်ကြွားကြတယ်မသိမချင်းလည်းပြောက်မှာမဟုတ်ပါဘူးကွာကျောင်းဆရာဆိုတော့ဥစားဒီမမြင်လိုက်နဲ့မြင်လိုက်လို့ရှိရင်မင်းတွေ့တဲ့လူကိုဆရာလုပ်ချင်နေတာကျောင်းဆရာဆိုတော့ဥစားအဲ့စေဘိုးတို့ကျောင်းဆရာတို့ဘာတို့ညာအဲ့တိုင်းပဲမင်းဟိုဘာမဟုတ်စေဘိုးတယောက်နဲ့စေဘိုးတယောက်နဲ့ဟိုကျောင်းဆရာမတယောက်နဲ့ညားတာညားတဲ့အခါကျစေဘိုးကပြန်လာလိုက်တယ်ငါအိမ်သာတက်ပဲရေတော့ဘာလို့မသိမြင်ဘွာမိမလည်းပဲအားလုံးစက်ကွာစအသိရှိပြီနောက်ကိုအိမ်သာတက်ချင်လက်တစ်ချောင်းတောင်ဘွာဆရာမငါသမီးစားမယ်အသိမြင်သမီးမြင်ပြီလို့ရှင်သတင်းပို့စက်ကွာသမီးလာပြီးစားလိုက်ပြီရတယ်သမီးလုံးအောင်မကြသေးဘူးအဲ့လိုကွာငါလည်းတောင်ပြောပြီးဘာရောက်ကိုမလည်းမသိပါဘူးထားပါတော့အဲ့တော့ကိုလည်းငါအကြောင်းဆရာအကျင့်ပါတဲ့ခါကျဆရာလုပ်တဲ့ဥစ္စာမင်းတို့သိခံတော့ကွာတစ်သက်လုံးဖြစ်လာတဲ့ဥစ္စာမင်းတို့ဆရာကနေတပည့်ကိုပြောလို့ရှောက်ပြောတော့မှအဲ့ဒါမင်းတို့ခွင့်လို့ကြပြီတော့မင်းတို့ဒီအင်္ဂလိပ်လိုမှာဟို to know all is to forgive all လေဟုတ်လားအားလုံးကိုသိချင်းသိရဲ့ခွင့်လွှတ်နိုင်ရဲ့အခြေခံပဲတဲ့သိရင်ခွင့်လွှတ်နိုင်သွားတာပဲဟိုမှာသာတော်ဘာထားပြီးတော့ဆရာတော်တော်ဆရာဆင်းတော့ဆရာဘာညာနဲ့ဘာတွေတောင်ပြောတယ်ဆိုငါလန့်သွားပါပေါ့ဆရာအဲ့ဒီစိတ်မမှန်ဘူးဆရာဆိုရင်ဩရတာသိသွားတော့ခွင့်လွှတ်နိုင်သွားတယ်ထားလိုက်ပါတော့ပါကဘာတွေလျှောက်ပြောမှလည်းကန်ချုံတို့ဘာတော့ကာတွန်းဆရာတွေကငါတောင်းမှတော့မှာငါပေါ်တက်ပြီးကာတွန်းလုပ်နေသလိုဖြစ်တယ်ကာတွန်းဆရာတွေတော့မျက်စိလဲသွားနေတယ်ဒီလိုကငါမင်းတို့ပြောနေတဲ့ဥစ္စာဒီဘဝပေါ့တကယ်အဖြစ်ပဲကိုငါပြောတော့မှာနော်ဒီပြောတော့မှာနော်ဒီပြောတော့မှာကိုရည်စရာကောင်းတော့စိတ်ညစ်ဖို့ကောင်းတယ်ငါလည်းဘာလို့တော့မှမသိဒီပြောမှဆိုအကြီးကိုပြောတယ်ဆိုတော့ဘယ်ကောင်းတော့မလဲဒီလိုကငါမင်းတို့ကလည်းဘာမှပြောသေးဘူးကျွန်တော်လည်းကြီးနေတာအဲ့လေပေါ်ကြီးလို့ပြောတာဟောမင်းဘယ်လိုမှမဟုတ်ပြောကြီးတဲ့ကိစ္စပိုက်ဆံမပေးရပါဘူးကွာကြီးကွာကြီးတာလိုင်စင်ယူဖို့မလိုပါဘူးမင်းသူပြန်စလာကြဘဝဆိုတာဘာလဲဆိုတော့ပြန်တွေ့ရတယ်နော်ဆိုတော့ပြန်တွေ့တဲ့အခါကျမွေးတာနဲ့တည်တဲ့ဈာကာလာကိုခေါ်မွေးတယ်အသေးမွေးလာလို့ဘဝမရှိတော့ဟုတ်လားဟုတ်တယ်ဗျာမွေးပြီးခဏရှိတော့ကိုယ်ဝဲဆိုခောက်ခဏစိတ်သေးတော့ဘဝမရှိတော့ဟုတ်တယ်ဗျာအခုငါအသက်80တိရှိပြီအဲ့80ဆိုရဘဝပဲမင်းအသက်20ရှိအသက်20ဆိုဘဝပဲအဲ့တော့ဘဝဆိုတာမွေးခြင်းနဲ့တည်ခြင်းရဲ့ဈာကာလာလေးကိုပြောတာအဲ့ဒီဈာကာလာကဘာလဲဆိုအချိန်ဟောအချိန်မပါဘဲနဲ့ဘဝဖြစ်လို့မရဘူးမင်းဘဝကိုတန်ဖိုးထားတယ်ဆိုရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးမထားတဲ့အကောင်မပြီဘဝကိုတန်ဖိုးမထားတာပဲအဲ့ဒါမင်းတို့မထားကောင်းပြီအဲ့ဒီအချိန်ကိုတန်ဖိုးထားခြင်းအကြောင်းလေးကိုငါပြောပြတကယ်အဖြစ်ပြနော်ဒါဘယ်ပွဲမှာငါမပြောဘူးဒီညမှာပွဲပြောတော့မှာမင်းတို့စေနာရှိလို့ကပြောတာဒီလိုကွာငါငယ်ငယ်တော့တော်ချမ်းလာခဲ့တယ်ဒါပေမဲ့ခုနှစ်ရှင်းနေလောက်အချိန်ပဲချမ်းအဲ့ပိုက်ပဲတို့အင်းကပစ္စည်းပြသွားအဲ့ကြားထဲမှာငါအဖေကသခင်ကြီးမောင်နဲ့တို့ကဈေးရောက်ပဲ
တောင်မင်းကြီးမှာဒိုးမစီအောင်ငါဇာတိတောင်မင်းကြီးမှာပထမဆုံးစထောင်တဲ့ဥစ္စာဒိုးမစီအောင်ထားတော့စားငါအဖေသခင်ကြီးမောင်နောက်တစ်ယောက်ကသခင်ခင်မောင်ဦးတဲ့အတွေ့အမှုသူကနှစ်ယောက်ထဲအဲ့တော့သခင်ကြီးမောင်ကဥက္ကဋ္ဌသခင်ခင်မောင်ကအတွေ့အမှုတန်းဝဲမဲ့လို့မရှိဘူးနှစ်ယောက်ထဲရှိတာတခဲနဲ့ဒီတွေ့အဲ့ဒီတော့ငါအဖေကသိပညာမတတ်ရှာဘူးတော့ဘုန်းကြီးရောက်မှထွက်တာစာရေးတဲ့ဖတ်တယ်စာတော့တော်ဖတ်တယ်တော်တော်ကိုစာဖတ်တယ်ဆိုတာငါသိတော့ဆိုကြီးမှပြန်သူ့စာဖတ်တဲ့ဥစ္စာသဘောပေါက်တာပါငယ်တော့သူ့ကိုအဖေဒီတိုင်းပဲအဖေဆိုတာကြီးပဲဒီလိုနေကြတာနောက်မှစိတ်နဲ့တော့စာတော့တော်ဖတ်ပုံရကြည့်ရအဲ့ဒါနဲ့ပြီးတော့သူကသခင်စိတ်နောက်တစ်ခုကငါအကိုကသခင်ဘတ်တော့သခင်ဘတ်တော့ဆိုဘယ်လိုကြောက်လဲငါအကိုသခင်မျိုးပေါ်သေးသေးမအောင်မယ်နင်းအဲ့ဒီမှာနေတော့နည်းပြောလိုက်ဦးမထွက်တော့ဘုမေကြီးငါဆက်လိုက်ရကောင်းလားမသိဘူးနော်ဘာဖြစ်လို့သခင်လို့ခေါ်လဲသိလားမယ်အဲ့ဒီတော့ကအင်္ဂလိပ်ခင်မှာအင်္ဂလိပ်တွေကိုသခင်လို့ခေါ်ပြီးတော့လက်အုပ်ကြည့်ရတယ်အဲ့လိုဖြစ်တဲ့အချိန်မှာငါရဲ့အကိုဖြစ်တဲ့သခင်မတော်ကမျက်နှာဖြူလေးလက်အုပ်ကြည့်ပြီးစကားပြောပြီးသခင်လို့ခေါ်ရတဲ့ကိစ္စကိုဒေါသဖြစ်လို့ဘလို့သူကပြန်စဉ်းစားသခင်ဆိုတာဘယ်လိုလဲပိုက်ဆံပေးကိုင်းတဲ့ကောင်ကသခင်ပိုက်ဆံပေးလို့လုပ်ရတဲ့ဥစ္စာအစိကအဲ့တော့ကကြုံစားမရှိသေးဘူးအစိကအဲ့ဒါကြောင့်မို့ငါတို့တိုင်းလူပြည်သားအလုံးတို့ဒီအခွန်ပေးထားတဲ့ပိုက်ဆံပေးထားတဲ့ကြောင့်ငါတို့ဒီသခင်အင်းလိုက်တဲ့ကုသမြမှာဘယင်ကားနဲ့စပြီးတော့ပြာတာအထိအစိကဒါကြောင့်သခင်ပတ်တော်အဲ့ဒီလိုလုပ်ခဲ့တာနော်မင်းပေါ်သေးသေးမတင်နဲ့ဒီသခင်ဆွဲစကလုံးပေါ်လာခဲ့ပုံစားအဲ့ဒီကနေပြီးတော့မှမင်း YMBA ရောက်တော့အင်္ဂလိပ်တွေကိုလက်အုပ်ချရတဲ့ဥစ္စာဒေါသဖြစ်လို့ဆို YMBA နဲ့ဆုံးဖြတ်တဲ့ဥစ္စာလက်အုပ်မချရယရနာသုံးပါးမှာအပဘာမှလက်အုပ်ချစရာမလိုနော်ကောင်းပြီဒါဖြင့်ဆရာကြီးတွေပါကြီးတွေစကားပြောတဲ့အခါကျောင်းသားဘယ်လိုပြောမလဲလက်ပိုက်ပြီးပြောပါဒါပဲလက်အုပ်မချရဘူးလွတ်လပ်ရေးရပြီးတော့နှစ်ပေါင်း30လောက်ရှိတဲ့ကမှလူမြင်လက်အုပ်ချခြင်းစိတ်ပေါက်ပြန်စဉ်းစားကြည့်တော့ပြောရတာလည်းမကောင်းပါဘူးဒါပေမဲ့ကောင်းပါလေမပြောလို့လည်းမဖြစ်ဘူးဘာလို့ဆိုခင်စိတ်ပေါက်စေရင်လို့အဲ့ဒါထားလိုက်တော့ခဏဆက်တော့ငါအဖေကအဲ့ဒီသခင်ကြီးမောင်ဆိုတော့တို့မှစေဖြစ်တဲ့ခါကျအဲ့တုန်းကကျောင်းက3မျိုးရှိတယ်မင်းတို့ခေတ်ကိုပြောလိုက်အောင် European Code လို့ခေါ်တဲ့ Mission School တွေပေါ့ခေတ်ကနေတင်တဲ့အင်္ဂလိပ်စာကြီးတင်တဲ့အင်္ဂလိပ်ကျောင်းအင်္ဂလိပ်လိုပဲပြောရတယ်ဗမာလိုပြောရင်ဓာတ်ရိုက်တယ်နော်မင်းကြားဘူးလားမင်းတို့ဗမာလိုပြောလို့ရှိရင်ဓာတ်ရိုက်တဲ့အင်္ဂလိပ်ကျောင်းနောက်တစ်ခါမှာ Anglo Vernacular လို့ခေါ်တဲ့အစိုးရရဲ့အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းနောက်ပြီးတော့မှဖုန်းတော်ကြီးများဦးစီးပြီးထောင်ခဲ့တဲ့မြန်မာစာသင်ကျောင်းအဲ့လိုသင်တဲ့ကျောင်းထဲမှာငါအဖေကအင်္ဂလိပ်ကျောင်းမထားဘူးဗျကျွန်းစာဆိုပြီးတော့မယ်ဗမာကျောင်းကိုတော့အင်္ဂလိပ်လိုမတတ်ခဲ့ဘူးဒါမဲ့တပတ်ကိုတစ်ခါအင်္ဂလိပ်လိုသင်တော့ CAT ကကျောင်းကျော် work with basic အဲ့လောက်ကလေးတော့တတ်တယ်ကျန်တာမသိဘူးငါအဲ့လိုကြည့်ပြခဲ့ရတာအဲ့ဒီလိုနဲ့ပဲဗျာစစ်ကြီးဖြစ်တဲ့အခါကျတောက်ပြေးမြောက်ပြေးတယ်မင်းတို့ကပြောမနေနဲ့တို့တော့မှမင်းအပေါ်ကဆက်တဲ့ကြောက်တာတစ်မျိုးဘုံချတာတစ်မျိုးအဲ့လိုကြားထဲမှာပြေးပြီးတော့ငါခိပြက်ကြီးထဲမှာကြီးခဲ့တာမင်းတို့ကဘာမှမဖြစ်တော့တဲ့ကိစ္စကျွန်တော်တို့ကဘယ်လိုမပြောပါနဲ့တို့မပြီးငါတို့ကအဲ့လောက်ဖြစ်ကြုံခဲ့ရတာအဲ့လိုကြုံရတဲ့ခါကျပြီးတဲ့ပြီးတော့စစ်ပြီးတဲ့ပြီးကြတော့ဘိုးကျော်အောင်စားလို့ပေါ်လာဟာလွတ်လိုက်ရပါညာဆိုအဲ့မှာကြောင်ကရနဲ့ငါပြည်သူရဲဘော်တွေပါနေတဲ့ခုနကဆိုရှယ်လစ်ပါတီပါညာတွေပေါ့အဲ့ဒီပါပဲတင်တန်းတွေပါတက်ပါလိမ့်ချက်ရှောက်ချက်ပြီးတော့မဆိလန်နဲ့ဝါရတို့ပါတော့မဆိလီနဲ့ဝါရမဆိ
သိလင်နေဝါတာအဲ့ဒါတွေပါဒီမှာသင်္นานတွေပါတက်ပြီးတော့ပါသွားတာပါတော့ငါဒီမျိုးချစ်စိတ်နဲ့ပဲပါသွားတယ်ဒါပေမဲ့ငါသိတက်ချင်တဲ့ဥစ္စာအင်္ဂလိပ်စာတက်ချင်တာဘီဆိုလို့ရှိရင်အလုပ်လုပ်လို့ရတယ်ဆယ်ရန်အောင်ဒါပေမဲ့တက်တော့တက်ခွင့်မရဘူး तू က elite နဲ့အောင်ခဲ့တာ तू တက်တော့ဆက်မတက် तू ကနိုင်ငံရေးသမားကြီးဖြစ်ပြီးတော့ဒီတဲ့ခါကျတော့ तू ကသိပြီးတော့စာဖတ်တဲ့ပုဂ္ဂိုလ်ပါငါကျေးဇူးရှင်ကြီးပေါ့မရှိရှာတော့ဘူးနော်ငါတော့အသက်80ဆိုတော့ပဲရှိတော့တယ်တွေ့ကြည့်အဲ့ဒီမှာနေတော့မှငါမှာကိုကျော်စိတ်လုံးငါခေါ်တယ်သူနဲ့ငါနဲ့အိမ်နေချင်းအားလုံးကကိုကျော်စိတ်ကိုတယ်ဒါမှငါလက်ငယ်ငယ်လေးတည်းပြီးတော့ကိုကျော်စိတ်မဲတော့ကိုကျော်စိတ်တို့ကျွန်တော်အင်္ဂလိပ်စာသင်နေတယ်များဆိုတင်းလည်းကွာတဲ့ဆိုစာအုပ်ကမရှိစာအုပ်အင်္ဂလိပ်စာသင်ဖို့စာအုပ်ကမရှိတော့သူကဒီBurmese economics life စာဗမာစီးပွားရေးပြဿနာဆိုတက်ကတော်မှာပြဋ္ဌာန်းထားတယ်ကုသပြဋ္ဌာန်းတော့အဲ့စာအုပ်ကြီးကုသချီပြဋ္ဌာန်းတော့အဲ့စာအုပ်ကြီးကသူကထောင်ထဲမှာဖောက်ဖို့လို့ဆိုပြီးတော့ကောက်ပြီးဆွဲချလိုက်တာပါလာတော့ငါမှာဗျာမယ်အဲ့ဒီစာအုပ်ကြီးကိုထဲကစာကြောင်းလေးတွေထုတ်ပြီးတော့မှ active voice passive voice ကိုသင်ခဲ့ရတာကဲအဲ့တော့သင်တော့ငါတိတ်စိတ်ဝင်စားတယ်တိတ်တက်ချင်တော့တိတ်တက်ချင်တော့အဲ့မှာဒီမင်းတို့ကရွတ်ပြရင်မင်းတို့အာဟောနေမယ်ကြော့ပါတော့နော်ဒီမလေးခွေးထိုင်တော့မယ်နော်ဘုန်းကြီးတရားဟောလို့ဖြစ်နေဟုတ်လားအဲ့ဒီမှာအင်းလေးစာတေရောတင်တဲ့အခါကျတော့ကွာငါဒါတကယ်အဖြစ်ပြက်တယ်နော်မင်းတို့ငါပြောရင်လည်းဆိုတာအဲ့ဒီမှာတင်တော့ငါ1400ပေါ့ပထမဆုံးတောင်ကြီးထောင်နောက်မကွေးထောင်နောက်တစ်ခါတောင်ကြီးထောင်ပြန်ရောက်နောက်တစ်ခါကျပြေးထောင်နောက်တစ်ခါတရက်ထောင်4000စားပေါ့ထောင်4000နေကြအားလုံးပေါင်း9လလောက်ကြာတယ်အဲ့ဒီမှာအင်္ဂလိပ်စာငါ4လကျော်လောက်သင်ခဲ့ရတယ်အဲ့ဒီ4လကျော်လောက်သင်ခဲ့တဲ့ကိစ္စအဲ့ဒီချိန်မှာထောင်ထဲမှာကြားထိုးတဲ့လူနဲ့ chest ထိုးတဲ့လူနဲ့စစ်ဘီရင်ကစားတဲ့လူဒါတွေအကုန်လုံးနဲ့ငါအင်္ဂလိပ်စာပဲလုပ်တယ်အပြင်ရောက်တဲ့အခါကျတော့မင်းတို့ငါကြွားရပါကြွားတော့မယ်နော်မင်း elite လို့ခေါ်တဲ့ English literature နဲ့အောင်နေတာငါစာမေး BA ကိုအဲ့ဒါနဲ့အောင်နေတာအဲ့ဒါဘယ်လောက်ပဲသင်ရဆို4လကျော်တော့ပြိပဲသင်ရတယ်ငါအချိန်လေးကိုသုံးခဲ့တယ်စာမင်းတို့ပြောချင်တာအဲ့ဒီဘဝတစ်ခုမှာမင်းဘဝတစ်ခုမှာအချိန်ကိုမင်းဘယ်လောက်အသုံးချလဲဒါမင်းဘဝလူငယ်တွေကြက်ကြက်တတိထားပါတော့မင်းကိုငိုပြောလိုက်မယ်မိမယူတာအစရေယူတာအစကောင်းပါလေပါလိမ့်မယ်နော်တတိထားဖို့ဆိုတာမင်းယူမဲ့ယောက်ျားလေးကိုကောင်းလေးပြောမှာဗောရည်စားတကားပြောမှာဗောခင်ကိုချစ်ပါတယ်ခင်ပါတယ်အမလေးပါဇက်တဲမှာတော့ငုံထားနေတာသေးပေါက်ချောင်းမှာစိုးလို့ပါကြဟုတ်လားဒါလေးပြောမှာဗောသူပြောတဲ့ဥစ္စာမယုံနဲ့အရေးကြီးတယ်ဆိုတာအဲ့ဒီကောင်းလေးဟာနားထောင်မိန်းကလေးတယောက်ကိုကဲခါတီးပြီးစီယောက်ျားတယောက်ကိုကဲခါတီးပြီးစီအဲ့ဒီကောင်းလေးဒီသို့မဟုတ်အဲ့ဒီကောင်းမလေးဒီသူရဲ့အားလက်ချိန်ကိုဘယ်နေရာမှာသုံးလဲဆိုတာကြည့်ပါဒါအပြည့်ဖြတ်တာပဲလက်ခုပ်တီးမနေနဲ့ကိုယ့်ကိုယ်ပြန်စဉ်းစားဖို့ပြောတာအဲ့ဒီလက်ခုပ်တီးတဲ့ကောင်ကမိန်းချိန်ဘယ်လိုသုံးလဲပြန်စဉ်းစားဒါပဲအရေးကြီးဆုံးကအားလက်တဲ့ချိန်ကိုဘယ်လိုသုံးတယ်လဲဒါပဲဥမာအခုပိုးပြီးဆိုးလာတဲ့ဥစ္စာပေါ့ဆိုမင်းတို့ရဲ့အားလက်တဲ့အချိန်တွေကိုသုံးတဲ့နေရာတွေကအများကြီးပေါ်လာတယ်ရွာမှာစာရေးလိုက်တာမရှိပြန်မယ်ဘလိခုံရှိဟုတ်လားအရက်ဆိုင်ရှိအပြည့်စရာနေလေဒုံကြီးဟုတ်လားအဲ့ဘယ်နေရာမှာအချိန်ကုန်တယ်လဲဒါမင်းကိုမင်းစစ်ဖို့အဲ့ဒီကုန်တဲ့အချိန်မျိုးမှာဘယ်မှာကုန်ဖို့ကောင်းလဲဆိုစာကြည့်တိုက်မှာကုန်အောင်ဒါကြောင့်စာရေးရိုက်ကိုလုပ်ပါလို့ပြောတာရိုက်ရတဲ့ခုမှဒါပဲပြောချင်တာရှေ့တော့ကတို့ရဲ့ဒီ traditional education လို့ပြောမှာပေါ့တို့ရဲ့ဒီတာမန်ရိုးရာသင်ကြားမှုအတွက်တဲ့ခါကျဘယ်မှာအချိန်ကုန်လဲဆိုတော့ပညာသင်ကြားရေးဌာနဘုန်းကြီးကျောင်းအဲ့ဘုန်းကြီးကျောင်းကကွင်းကြီးအကျယ်ကစားကွင်းရှိတယ်ကိုရင်တွေကလည်းကမြင်းညောထားတယ်ကျောင်းသားလေးတွေကကမြင်းညောကစားကွင်းလည်းအပြီးပြီးလဲပြီးတော့ဘုန်းကြီးစီမဲ့သွားပြီးစာပြန်ရတာဟာသူ့ဟာတဲ့သူโอเคပဲ
တို့မှအခုဖုံးကြောင်းလည်းပဲမသွားတော့စာသင်ကျောင်းကလည်းကစားပွဲမရှိကုတီမှာကစားပွဲတော်တော်ကြီးတယ်မစိုးစားကြိုက်ပဲပါလေကဲဒါကိုလို့ရပဲရတော့မှရှိတဲ့လူကြီးတွေဟာနော်လူငယ်တွေကိုရွှေချမှအနာဂတ်တောက်ပါမယ်ဆိုတော့သဘောပေါက်အဲ့ဒါသိအဲ့တော့ခုနကပြောခဲ့တဲ့ဥစ္စာထဲမှာပါတဲ့ဥစ္စာထဲမှာမှတ်မိတယ်မလားငါ4 လ 5 လလောက်ခရီးဒီလုပ်ခဲ့တာအဲ့ဒါဘဝမှာတော့ကိုစူးစမ်းပန်းစားလုပ်ခဲ့တာခုနောက်ပိုင်းရောက်တော့လည်းငါဒီခုဆိုလို့ရှိရင်တော့ငါအချိန်ကအလကားကုန်မခံဘူးပေါ့နော်ဒီစာဖတ်တယ်ပြီးတော့စာဖတ်ပြီးတော့ငါဖတ်ရမှာလားဆိုတဲ့ခါကျငါဖတ်ရတယ်မကောက်ဘူးငါအမှန်တည်းပြောလို့ရှိရင်မူလာတော့ငါဒီ OBJ တို့ကန်ချောတို့အကုန်လုံးသိတယ်ကွာသူအကုန်လုံးသိတယ်ငါစာပေရမိုးလို့ခေါ်တယ်ငါ့ကိုစာပေရမိုးတဲ့စာဖို့လူချမ်းမင်းသားတဲ့ဟာနာမည်အဲ့ဝေပိုင်းလေးလုတ်ခဲ့တဲ့ခါကျ88ပြီးရော88ပြီးတဲ့ခါကျခလေးတွေကကြောင်းကြီးရလည်းပိတ်တာဘယ်သွားမှမသိဘာလို့မှမသိအဲ့ဒီလိုဖြစ်နေအချိန်မှာငါဘာဖြစ်လဲဆိုဒီစမောင်းလို့ငါလို့ဒီစာရီပီရီအကြောင်းဝေပိုင်းလေးတွေအကြောင်းရှောက်ရေးနေဒီဘယ်သွားမှမသိတဲ့ကလေးတွေငါဘာမှမရေးဘူးလားဆိုပြီးတော့အဲ့ဒီမှာငါဒီကလေးတွေအတွက်ကိုငါဘွားကိုငါမြုပ်နေမှာတော့ဆိုမျိုးဆက်တွေတိုးတက်ဖို့ဆိုပြီးတော့ငါစရေးတာပဲကြောက်လျှောက်ဒီနေ့ထိဟလာဒီမျိုးဆက်တွေမကောင်းလို့ရှိဘာလို့မှလဲငါဘဝနေဝင်ရင်မကောင်းနိုင်ဘူးဒီကလေးတွေကောင်းမှာပေါ့ဟာလူကြီးတွေကပြောတဲ့အခါကျတော့ဒီတနေ့တော့ပဲငါပြောခဲ့တယ်ဒီဟာမင်းတို့လည်းကောင်းလေးတွေလည်းငါပြောအောင်မယ်ဟုတ်တနေ့ကဟိုငါကဆုချင်းမြင်မွေးလေးငါသွားတယ်ဟိုဂုံနူးတွေပါလေအောင်းတဲ့ကလေးတွေပေါ်သွားပြီအဲ့ဒီဂုံနူးတွေပေါ်ဟာ4 ဘာသာဂုံနူးတို့3 ဘာသာဂုံနူး5 ဘာသာဂုံနူးပေါ်အဲ့ဒါဆုပေးတဲ့ခါကျဆရာကြီးကောင်တွေကဆုပေးပါဆိုငါပေးပေးရတယ်ပေးပေးတဲ့ခါကျငါပြောခဲ့တယ်မင်းတို့လို့ဝင်းပါတယ်လို့အဲ့တော့ကောင်လေးတွေလည်းမှတ်ထားအောင်မယ်ကောင်မလေးတွေလည်းပါလိမ့်မယ်အဲ့ဂုံနူးနဲ့အောင်ဖိဖိကျွန်တော်ဂုံနူးပေးဘယ်နှဘာသာနဲ့အောင်တယ်ကျွန်တော်ဘယ်လောက်ပေးပါညာဆိုပေးတဲ့ခါကျတော့ဒီဘာသာအောင်လုပ်ပေးတာဘယ်သူကလုပ်ပေးတာလဲမိဘအကြောင်းထားပေးတာဘယ်လိုအတွက်တော့သူ့အတွက်အဲ့သူဂုံနူးနဲ့4 ဘာသာအောင်တဲ့အတွက်ပိုက်ဆံ4,000ပေးအောင်ဆိုမိဘပေးလိုက်ရဆိုတော့ဟာမင်းဥစ္စာဘာလို့ပါတယ်မင်းစဉ်းစားကြည့်တယ်အဲ့တော့ငါပြောပြတယ်သူဘာနဲ့သူဆိုသူတိုင်းပြန်အဲ့တိုင်းပြန်လို့ပါတယ်ဆိုတော့သူဟိုငါ2 ပြား3 ပြားလွှဲလား5 ပြားလွှဲလားမသိပါဘူးကွာတီမီဇက်တုံးလေအဲ့ဒီမှာပါတယ်ဆိုတော့အဲ့ဒီတီမီမင်းကစင်ကိုနဲ့အလိုဆန်းတော့တီမီမင်းကိုစကားပြောအလိုဆန်းမလို့တော့ဆင်နဲ့အလိုဆန်းမလို့တော့ဆင်လေးကနေတော့ဆင်နဲ့အလိုဆန်းရမယ်အဲ့ဒါမှတိတိဆန်းလို့တော့မဖြစ်သေးဘူးလေဆင်ကိုတော့အရက်တိုက်အောင်မှဖြစ်မယ်ယောငါတစ်ခွဲယောငါတစ်ခွဲဆင်ကတော့တော်မူးသွားပြီတဲ့တို့တိုင်းပြအဲ့လိုပါငါတစ်ခွဲပြီးတော့ကြာဆင်မူးတဲ့တော့ခါခဲ့တယ်အဲ့တော့ငါပြောတယ်အဲ့ကိုတော့ဂုံလူရတဲ့ကောင်လေးမင်းတို့ကနေစမ်းမအောင်ပါဂုံလူရအောင်လည်းပြီးပါပြီဆိုကြောင်းထားလိုက်ကျူရှင်ပို့လိုက်တယ်ပိုက်ဆံတွေကုန်အောင်တယ်မင်းဂုံလူရတဲ့ခါကျတော့လည်းပဲမင်းကကျွန်တော်ဂုံလူပါရကြပိုက်ဆံဘယ်လောက်ပေး1000ပေး2000ပေးမင်းတို့ကတောင်းနေတယ်ဆိုမင်းတို့ကငါတစ်ခွဲကများလို့နေပြီလို့ပြောခဲ့တယ်ဟုတ်လားဟုတ်ပါဘူးအဲ့တော့မင်းတို့လည်းပြန်စဉ်းစားကြကောင်းလေးတွေကောင်းမလေးတွေလည်းပြန်စဉ်းစားကြပြောချင်တာကဒီမဲ့တခုတည်းမင်းတို့ပြောချင်တဲ့ဥစ္စာမင်းတို့ကိုမင်းတို့ပြန်တွက်ပါအချိန်ကိုဘယ်လောက်သုံးလဲဆိုတော့အဲ့ဒါစဉ်းစားဒီတို့တိုင်းပြည်ရမယ်ငါပြောမယ်တော့ဟိုကဘာမှာတို့တိုင်းပြည်လောက်ချမ်းသာတဲ့တိုင်းပြည်မရှိဘူးပြီးတော့တို့တိုင်းပြည်လောက်မွဲတာလည်းမရှိဘူးနော်ဒါတပိုင်းပေါ့ဟို if you English ပြောရေးရတယ်ဆိုတော့လူကပြော English လို့ပြောမယ် if you tickle the it laughs with the crops a bit English မှာတိတ်လာဗမာလူကပြန်တော့မြေကြီးကိုဂလီထိုးလိုက်လို့ရှိရင်အသိဉာဏ်တို့ဖြစ်ရေမောတော့တိုင်းမြေကြီးကိုဂလီထိုးတယ်ဆိုတော့ထုံနာရတာပေါ့မြေကြီးကိုဂလီထိုးလိုက်ရင်တဲ့အသိဉာဏ်တို့ဖြစ်ရေမောတော့တိုင်းပြည်တို့တိုင်းပြည်ကိုတင်စားပြီးခေါ်တာစားတို့ကအဲ့ဒါမသုံးတော့တလောက်ကြီးကောင်းတဲ့အတန်းနဲ့တလောက်ရေကောင်းတဲ့အတန်းနဲ့တို့မသုံးတော့အဲ့ဒါပါလဲဆိုတဲ့အခါကျတကယ်ကိုအကြီးကျက်တို့ကမတွေ့သေးလို့အဲ့တော့ငါကခုနကပြောခဲ့တဲ့အဲ့မှာထောင်ထဲမှာ
နေခဲ့ရတယ်ဆိုတော့မင်းတို့ငါပြောတယ်ထောင်ထဲမှာနေခဲ့တဲ့လေးလားငါးလားတော့အချိန်လို့အားရပါရငါသုံးခဲ့တယ်အခုဒါကြောင့်မင်းတို့စင်မောမှာတကူတကမင်းတို့ငါဖိတ်နေရတယ်နှုတ်လို့ရှင်nobody ဘာမှမဟုတ်လက်ကားကောင်ဖြစ်နေမှာဒါမဲ့ငါအချိန်လေးကိုငါသုံးခဲ့တယ်မင်းတို့လည်းပဲမင်းတို့အချိန်ကိုမင်းတို့သုံးကြည့်စမ်းမှာဖြစ်ပါတယ်မင်းအချိန်ဆိုတာရှိလားမေးပြီးတော့မမေးရင်တော့သိတယ်နော်မေးရင်မသိတော့ဥစားမှတ်မိလားငါပြောရတယ်ကဲအချိန်ဆိုတာဘာလို့ပြောတာမင်းတို့က All right very good ဟုတ်လားငါမင်းတို့စိတ်ခေါ်နေပြီနော်ဘယ်နှချက်တီးတော့နှစ်ချက်ရှင်းစင်နောက်ဆက်လာအဲ့ဒီနှစ်ချက်တစ်ခုနဲ့တစ်ခုမကွာဘူးလားအဲ့ဒါအချိန်လေးဟောမင်းပြည့်စည်မပါပဲနဲ့အချိန်ရှိလို့ရတာဟောပြဿနာအဲ့တော့အချိန်ဆိုတဲ့ဥစ္စာဟာရှိတယ်ဆိုရင်လည်းဟုတ်တယ်မရှိဘူးဆိုလည်းဟုတ်တယ်ဘာမှမရှိလို့ရှိရင်အချိန်ဆိုတာရှိမလားလောကကြီးမှာဘာမှမရှိဘူးဆိုတော့ကဲနေလည်းမရှိဘူးလားလည်းမရှိဘူးနေဝင်လာလည်းမရှိဘူးလားထွက်တာလည်းမရှိဘူးဒီတိုင်းကြီးရှိနေတယ်ရှိရင်အချိန်ရှိတာမရှိဘူးလားဟာမင်းအကုန်ယူကုန်လိမ့်မယ်ဆရာဦးအောင်လည်းလူသားနဲ့ဇီကိုယူကြခဲ့တယ်ဆိုတော့တော့ကြတော့ငါဒုက္ခရောက်ကုန်လိမ့်မယ်ပြောချင်တာကမင်းသုံးလို့ရှိရင်အချိန်ဆိုတာရှိတယ်မသုံးရင်အချိန်ဆိုတာမရှိမင်းသုံးသလားမသုံးဘူးလားမင်းပေါ်မှာတည်အချိန်ဆိုတာတမိုးရှိသလားမရှိလားမင်းပေါ်မှာတည်တမိုးမရှိဘူးဆိုလည်းမရှိဘူးရှိတယ်ဆိုလည်းရှိတယ်မင်းအသက်ဘယ်လောက်ရှိလဲ16နဲ့16နဲ့ဆိုတာအချိန်မိုးလို့ပါလေမင်းအသက်ဘယ်လောက်ရှိလဲ20ဆိုတာအချိန်မိုးလို့ပါလေခဏလေးကွာညုံတော့အဲ့ဒါအချိန်မိုးလို့ပါလေအဲ့တော့မင်းအချိန်ကိုဘယ်လောက်သုံးလဲဘယ်လိုသုံးလဲအဲ့ဒါမင်းတို့စဉ်းစားတော့ဒါဒီနေ့ဒီဟောပြောရနော်ငါဟောပြောမဟုတ်ချင်ဟုတ်မဟုတ်ချင်ဘူးငါမသိဘူးနော်ဒါမဲ့တစ်ခုရှိတယ်ဆိုတာသိကြတာတော့မင်းတို့တို့ကငါပြောနေတာပဲငေါ့နေတာလားဆဲနေတာလားငါမသိဘူးမင်းတို့အသုံးမကျဘူးလို့ပြောတာလားလည်းငါမသိဘူးဒါမဲ့သိကြတာတခုတော့မင်းတို့တို့ကငါပြောတာအဲ့ဒါတော့အဲ့တော့ခဏကဒီထောင်ထဲမှာနေခဲ့ရတဲ့ကိစ္စငါလိုပဲထောင်ထဲမှာကြီးပေါ်သွားတဲ့လူတွေအများကြီးပဲမင်းဒီနားမှာနေဘယ်မှမသွားနဲ့ဆိုဒီတိုင်းနေရတာငါလည်းအဲ့ချိန်တော့အသက်က16 18ထောင်ထဲမှာရောက်မိမပိုးကျင်နေတဲ့အရွယ်ပြောမနေနဲ့ဒါမှထောင်ထဲထက်တော့မိမဝေးလို့အထက်စင်အောင်မမြင်ရဘူးဟုတ်လားအဲ့တော့ဒါပဲဒါလေးပဲကြည့်တော့တာဒါလေးပဲစဉ်းစားတာပေါ့ဒါလေးပဲဖတ်တော့တာပေါ့အဲ့ဒါလေးနဲ့တည်းကဖြစ်လာကြတာဗျာနောက်ဆုံးပဲကြဦးအောင်တဲ့ဆိုတော့မင်းတို့ဒီကနေတကူးကဖိတ်ပြီးငါခေါ်နေရတယ်ကဲဒါပဲငါအချိန်လေးကိုငါအသုံးချခဲ့တာဒါကြောင့်ငါအချိန်လေးကိုငါအသုံးချခဲ့တဲ့အတွက်ကြောင့်ငါဒီလိုဖြစ်လာခဲ့တယ်မင်းတို့ငါတကူးကဖိတ်နေတယ်မင်းတို့လည်းအဲ့ဒီလိုအသုံးချလို့ရှိဖြစ်တယ်လို့ငါပြောတာတခါလေးကအဲ့ဒီအချိန်အသုံးချဖို့နဲ့ပတ်သက်ပြီးတော့ဘာတွေရောက်သွားမှလည်းမသိပါဘူးကွာငါတွေးမိတဲ့ဥစ္စာတွေကပေါက်တက်ကြရတယ်ဖြစ်တော့တခါကျပြောရတာတခါကျဟောပြောဘဲနဲ့လည်းမတူဘာတွေမှလည်းမတူအချင်းချင်းပေါက်တက်ကြရရှောက်ပြောသလိုဖြစ်နေလဲမတတ်နိုင်ဘူးတိခါတော့ကွာမင်းတို့ဥမာဆိုတော့ငါကမင်္ဂလာတုတ်ဒီပြန်ရည်မင်္ဂလာတုတ်မင်းတို့သိတာပဲဟုတ်လားဒါမဲ့ငါမာတာပိတုပဋ္ဌာနာဗုဒ္ဓရတ္တသိငောအနာကုလသကမ္မနာဣဒ္ဓမင်္ဂလာဘုရားပါညာဆိုတော့မာတာပိတုပဋ္ဌာနာမိဘတို့ဟာဖြူဝေဆောက်ရှောက်ခြင်းတွေကောပါညာဆိုကိုဟုတ်တယ်အခုပြန်စဉ်းစားကြည့်ခါကျတော့တို့ဒီမိဘတွေဆိုရပါစို့ကွာမှန်ခုငါဆောင်းပုတ်ကလေးတစ်ခုရှိတယ်ကွာငါအဲ့ဒါလေးမင်းတို့နည်းနည်းပြောလိုက်ချင်တယ်ခေါင်းကတော့ရေးပေးလိုက်တယ်ဒီ
ấy ngã sinh lên bao để sang một khi mà ngã dí thà đâu sai ngã chơi chơi đấy ngã buồn ngã bỏ đi ấy là lý gì mới đâu sai thằng bố già đấy ấy là lý đấy mình lúc đó là gì mà tao em tự nhiên đi cố nhiên nó bà đây nó tao em tự nhiên đi cố nhiên tao em yêu anh nhiên đi tát đi bà đây đâu tao em yêu anh nhiên đi tát đi tao em sau này nhiên đi xoay bà đây đâu tao em sau này nhiên đi xoay bà mà đâu sao tao em tự nhiên đi cố nhiên tao em mà tự nhiên cố nhiên biết hả vậy mấy đứa đi chơi rồi mấy bà tao em tự nhiên đó mày tao em mấy là mấy bà đi ngay nếu học tôi được cái khơi đi à cái gì nghe phía cũng nào tao em mà tự nhiên mấy bà đi tao thì mấy phía gì này này tao em mấy đó tao thì mấy đứa mấy bà phía gì này này ha mày không là tao em mà tự nhiên cố nhiên biết vậyလူတယောက်တာဝန်မဲ့တဲ့အတွက်ကြောင့်မလို့မိထလောင်နိုင်တယ်ဒီလိုရပ်ကွက်တစ်ခုလုံးပြောင်းသွားနိုင်တယ်ဟုတ်လားတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီလေငရဲတာဝန်မဲ့သောရပ်ကွက်လူကြီးရဲ့အယတုယတာဖြစ်ရခြင်းလေဒုက္ခတာဝန်မဲ့သောမြို့အကြီးကဲမာယကဘာညာမာညာစားရှိသောဥက္ကဋ္ဌတို့ရဲ့မြို့သူမြို့သားဖြစ်ရခြင်းလေဒုက္ခတာဝန်မဲ့သောအစိုးရရဲ့ပြည်သူပြည်သားခြင်းဒုက္ခဟုတ်လားနော်တာဝန်မဲ့သောတိုင်းသူပြည်သားတို့ရဲ့အကြီးအကဲဖြစ်ရခြင်းလေဒုက္ခဟုတ်လားဒါကြောင့်တာဝန်သိခြင်းသည်ကိုခြင်းဟုတ်လားတာဝန်သိခြင်းသည်ကိုခြင်းတရားတာဝန်မသိရင်ကိုခြင်းပြည့်တယ်နော်တာဝန်ယူဝင်ခြင်းသည်တတ္တိတတိရှိရတယ်အင်္ဂလိပ်စကားလေးတစ်ခုရှိတယ်ကွာငါအင်္ဂလိပ်လိုမပြောတော့ပစ္စည်းဥစ္စာဆုံးရှုံးလို့ရှိရင်အများကြီးဆုံးရှုံးတယ်မိတ်ဆွေကောင်းတယောက်ဆုံးလို့ရှိရင်ဆုံးရှုံးရင်ပိုးပြီးဆုံးရှုံးတယ်တတိဆုံးရှုံးလို့ရှိရင်မင်းပြီးသွားပြီကုန်ပြီတတိရှိရတယ်အဲ့တော့နားတော့အင်္ဂလိပ်လိုနည်းနည်းယူလိုက်မယ်ကွာဟိုတချို့ကောင်းလေးတွေပါတော့ဟုတ်လားHe who loses his wealth loses much. Look at what that is. Go now, well, see the usa socially loses much. He who loses a good friend loses more. Which we got there socially and more socially. He who loses his courage to that is socially loses all. Go. I know that is right as well. Menua. ခါရတေးတွေဘာတွေကိုင်းပြီးတော့တိုက်ဝဲခိုက်ဝဲအဲ့လိုမှတတ္တိမဟုတ်ဘူးတတ္တိဆိုလိုက်တဲ့ဥစ္စာမဟုတ်ဘူးငါဒီကိစ္စကိုငါလုပ်မယ်အဲ့ဒီလိုဆုံးဖြတ်ပြီးတော့တာဝန်ယူဝင်ရင်းသည်တတ္တိနော်ငါမိဘကိုငါလုပ်ကြည့်မယ်ငါအသက်ရှင်နေသမျှကာလပတ်လို့အသက်ငွေရှိနေသမျှကာလပတ်လို့ပါငါမိဘမဆင်းရဲစေရဘူးငါသားသမီးမဆင်းရဲစေရဘူးအဲ့ဒါတတ္တိပေါ့အဲ့ဒီတတိလို့လားဟုတ်လားနော်တတိနော်ကောင်းပြီအဲ့ဒီတတိဟာဘလောက်အရေးကြီးလိုက်တယ်လဲလို့ဆိုတဲ့ခါကျတော့ဒီဥမာဆိုတော့ပါယောက်ျားတယောက်မှတတိရှိရမှာမိန်းမတယောက်လည်းတတိပဲမိန်းမရဲ့တတိပေါ်သေးသေးမထင်နဲ့နော်နည်းတဲ့တတိမို့ငါတပြည့်မှာပြောနေမယ်ခလေးမိုးဝနာတခုတည်းနဲ့ငါဆလံပေးတယ်မင်းစနာကြည့်ပါမင်းမကြီးနဲ့မင်းတို့ကောင်းတယ်ငါဘိုက်ကိုတနေ့ငါကြက်သားတိုးပြီးတော့ခါချီကြမယ်မင်းကိုလာတင်နေမင်းကိုတနေ့ငါကြက်သားတိုးပြီးချီသွားမင်းတို့သေပဲကောင်းနေကြီးမင်းအိမ်သာသွားလည်းမဖြစ်နဲ့ဓမင်းစားလည်းမဖြစ်နဲ့နေ့ငါကြက်သားဒီထုတ်ကြီးမင်းလွှဲထားစားမင်းလုံနိုင်မလားမင်းဟုတ်လားမင်းအဲ့ဒီတတိကနေလားခလေးမွေးတဲ့ခါကျတော့မင်းဟိုမကောင်းတော့ဘူးကွာညစ်လိုက်ရတဲ့ဥစ္စာတခါတည်းကိုအဲ့ဒီမှာကိုတခါတည်းအေးဆိုပြီးတော့အဲ့လိုညစ်လိုက်ပြီးတော့ဗာမွေးမယ်အမလေးဆိုပြီးတော့ဒီ
ဒီနေရာနဲ့အသက်ပြောက်သွားသေရင်လည်းတော်ပါပြီကိစ္စမရှိပါဘူးလို့သူတို့စိတ်ထဲမှာသေသွားရင်တောင်မှမနှမျောတော့ပဲနဲ့ဝင်းမြောက်ဝင်းသားလက်ခံလိုက်တော့ဆင်းရဲသွားတာကတော့မကြုံဘူးပေါ့ကွာသူတို့ပြောတာဒါကကိုယ်လေးမဟုတ်လေကွာသူတို့ပြောပြတာကပြန်ပြောတာပဲလို့အဲ့ဒီမှာခလေးမွေးလိုက်တာဦးဝဲဆိုခေါ်လိုက်တော့ဟဲယောက်ျားလေးဟဲ့အသားလေးကဖြစ်အဖေနေနဲ့တူတယ်ဟဲ့ဒီစမ်းမအောင်ဆိုတဲ့ခါကျဒါလေးကြည့်ပြီးတော့ဩကသားလေးသူကငါသမီးလေးအဲ့ဒီမှာဖြစ်သွားတယ်မင်းတတိနဲလားပြောချင်တာကအဲ့ဒီမိမကြီးရဲ့ခလေးမွေးဝဲနဲ့တတိတစ်ခုတည်းနဲ့တို့ကအလေးပြုတ်တယ်လို့ပြောတာသူကိုတကယ်စဉ်းစားကြည့်ပါမယ်လေးလေးနဲ့စဉ်းစားကြည့်တော့မယ်အဲ့တော့ပြောချင်တာကတတိဆိုတာမင်းတို့မှာယောက်ျားမှရှိတာမဟုတ်မိန်းမမှရှိတာမဟုတ်အကုန်လုံးမှာတတိရှိတယ်တတိမရှိရင်တော့မင်းဘာမှမလုပ်ပါနဲ့တော့ကကြီးဘာမှမဖြစ်တော့မင်းဘာမှမဖြစ်နိုင်တော့တတိမရှိအဲ့ဒါအရေးကြီးပါတယ်ဒါကြောင့်တာဝန်သိခြင်းသည်ကိုချင်းတာဝန်ယူဝင်ခြင်းသည်တတိတာဝန်ယူနိုင်ပါစေယောက်ျားကတာဝန်ယူနိုင်ပါစေဟာဖယားမင်းအဲ့ဒီဟာပြောရမှာသူတို့ကိုဖယားမလို့ကိုပြောတာမဟုတ်ပါလောကကြီးမှာတဲ့မင်းကိုအလုပ်ကိုကိုလုပ်နေရင်ကုသိုလ်ရတယ်လို့သုံးမျိုးရှိတယ်ဗျာနော်ပရမဇောတိကရဟန်းတော်တဲ့သူရဲ့ရဟန်းကျင့်ဝင်တဲ့သူ့ဘာသူကျင့်တာအလိုလိုနေသူဒီဝိနည်းနဲ့နေအောင်ကျင့်နေတာနဲ့ကိုအလိုလိုကုသူကကုသိုလ်ကြာလှူဖို့တမ်းမလို့ဘူးတဲ့သူ့ဘာသူကုသိုလ်ရတယ်နောက်တစ်ယောက်ကမင်းဧကရိတ်သူ့မင်းရဲ့တရားနဲ့တာညီအောင်လုပ်တယ်တကယ့်ကိုညီအောင်လုပ်လို့ရှိရင်တိုင်းသူပြည်သားအကုန်လုံးကိုအေးချမ်းချမ်းသွားလိုက်တာနဲ့အောင်လုပ်ပြီးတဲ့အတွက်ကြောင့်စောင့်ရှောက်တဲ့သူ့မင်းရဲ့တရား10ပါးဟုတ်လားခုနကမင်းကြီးတရား9ပါး4ပါးဘာညာစသည်အဖြစ်အဲ့ဒါတွေနဲ့ညီလို့ရှိရင်လည်းကိုအရှင်မင်းကလူလူနေကုသိုလ်ရတယ်အဲ့ရှင်မဂါပတိအဲ့ရှင်မကိုငါစိတ်တယ်မဲ့ဖခင်ကပထမတော့ကအဲ့ရှင်မကိုဘယ်တဲ့ကြောင့်မှဒီအလကားနေရင်သူ့လိုသူလုပ်ရင်ကုသိုလ်ရတဲ့ဘာကြောင့်ထည့်ပါလိမ့်မလဲဟောမလားငါငယ်ငယ်တော့မသိဘူးအမှန်ပြောတာကြည့်ပါတော့သိတဲ့ခါကျအဲ့ဒီအဲ့ရှင်မမိမတယောက်ကမင်းမနေ့အဲ့ရနိုးလို့မျက်စိပွင့်လာတယ်မြင်တယ်လေအလုပ်သားဖို့ရဲ့အငယ်လေးကောင်ကိုပူးနေတဲ့ကောင်စားဖို့ဆံမျိုးပြုတ်ထားတယ်သူများတွေ့ချင်အဲ့ဒီဥစ္စာမှာအဲ့ဒီသုံးပါလုံးကအဲ့ဒီတရားနဲ့မရင်အကုန်လုံးသာမာလကိယပြီးတော့မယ်အဝစီချောင်းနေတော့ဘုန်းကြီးလည်းပဲသူ့ဘုန်းကြီးတရားနဲ့မကျင်မဲနဲ့နေလို့ရှိရင်အဲ့ဒါအဝစီပဲပဲဟိုတို့တောင်လေးကြီးကဟိုကံတော်မင်းရောက်ဆရာတော်ဆိုတော့ဟဲ့ကောင်မင်းနွားဝါမင်းတော့ဘုန်းကြီးအောင်မိထားတာနွားဝါမင်းလို့ရှိရင်တော့ဘုန်းကြီးလို့သာအောင်မိထားပါတယ်အဲ့လိုပြောတာငါပြောတာမဟုတ်တော့ငါမပြောဘူးနော်ဒါကတော့ဗာတယ်ကြောက်ရအဲ့ကံတော်မင်းရောက်ဆရာကြီးပြောတာတကယ်ပြောတာပါနွားဝါပြင်တော့ဘုန်းကြီးလို့အောင်မိထားပါတယ်အဲ့ဒီတိုင်းမှာရှင်မင်းလည်းမင်းကြီးတရားနဲ့မကြည့်လို့ရှိရင်အဝစီကသူ့တပတ်ပေါ်နေပြီလားမဆောက်တရားဂါပတိလို့ခေါ်တယ်အရှင်မလေးကြောင်းမေတော့ပဲအဲ့ဒါဘုရားမျက်နှာမလိုက်ဘူးညီမြတ်စွာပြီးထားတာသူကကြိုက်ထားလိုက်ပါတော့ငါလည်းဘယ်ရောက်ပုံမဟုတ်တောင်ပြောမြောက်ပြောဆောက်အဲ့တော့ကတော့ပြန်ပြောချင်တာနော်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင်ခြင်းဒီတတိနော်တတိရှိရနော်တာဝန်ဆောင်နိုင်ခြင်းဒီစွမ်းရည်လေခြင်းအဲ့ဒီစွမ်းရည်ရှိအောင်ကြတော့ဘာလို့ရလဲဆိုတော့တို့ကမင်းတို့ခုနကပြန်ဆက်ရတော့မှာပညာသင်နေဆိုတာဘာလို့ထားလဲဆိုတာတို့ကပြန်စင်းလာတော့မှာနပညာဆိုတာမပြောတော့ဘူးတိတ်လေးနေမလို့နည်းနည်းလေးညလဲနဲ့လိုက်7နိုင်လဲထိုးရနေပြီတော့ကြတော့ဟိုဘုန်းကြီးတစ်ပါးဖြစ်လို့ဖြစ်မှလဲကြောက်ပါစေအဲဒီဘုန်းကြီးတစ်ပါးတရားဟောနေတာတရားမပြီးလားမိမတရားကိုခလေးကိုစိတ်ဆိုရတယ်အဲ့နဲ့ကလေးစေးတယ်ဆိုတော့မှပေကြီးစိုးတိတ်နေဖေကကိုရက်တိတရားမချသေးဘူးဟောကြငါတယ်ဘုရားကပြောနေကနေအဲ့ခလေးဓမ္မစိတ်ဆိုအဲ့ဒါလည်းကြောက်ရသေးတယ်ငါမှပြောနေတယ်ဘိုးလေးတော့ဟောပါကြာကြာ Ahí me
ကဲထားတော့ခုနဆက်ပြောမယ်ပညာသင်တယ်ဆိုတဲ့ကိစ္စမင်းဒီအင်္ဂလိပ်လိုတော့ education ပေါ့နော်ပညာသင်တယ်ပေါ့ပညာသင်တယ်ဆိုတော့မင်းတို့လူတွေမှသင်တယ်ထင်မနေနဲ့မင်း animal education လို့ခေါ်တယ်တိရစ္ဆာန်တွေလည်းပညာသင်ရတယ်ငါပြောတဲ့ဆိုတာတီကောင်ကိုငါမပြောဘူးအစစ်နဲ့တီကောင်တို့လိုအစစ်နဲ့တတ်တော်တွေမှာပညာရေးဆိုတာမရှိဘူးပညာသင်တယ်ဆိုတာမရှိဘူးသိနေလုံးအကြီးပဲကြည့်လို့တီကောင်တို့သူက instinct လို့ခေါ်တယ်ဗီဇစိတ်နဲ့တွားတာမင်းဥပမာဆိုတော့ကျဲဆိုရင်ပဲသူက education ရှိတာပညာသင်တာရှိတယ်ကျဲမကြီးရှိရသွားတယ်ကရကကျဲကလေးရဲ့နောက်ကမင်းတို့တူးမှနောက်ကလိုက်ပေါင်းမိတို့လေးနေရက်ကနဲ့လိုက်လာတော့မှရက်ဒါစားဒါမစားနဲ့ဒါစားသူကပြပေးသွားတာအဲ့ဒီမှာကျင်ကလေးတဲ့ကွာနောက်ကနေကျန်းတယ်ပြီးတဲ့ဟောတယ်တော့ဘာမှမသိဘူးအဲ့တော့ဒီပြပြီးအမေဒီမှာဘာမှလည်းမသိစားရမလားအဲ့ကျမကြီးကလှည့်ကြည့်တဲ့ခါကျတော့ကျဲတော့ဟိုမှာ plastic ပရိစီဖြစ်တယ်ဒါတော့မှကျမကြီးအဲ့ဒါမစားနဲ့ဆိုလှည့်ဟောမစားရအောင်ဟာမေဒါပညာသင်တာဟုတ်လားအဲ့ဒီလိုသိနေတယ်ထဲမှာပါအော်စားတော့နော်မင်းမိဘရဲ့သဘောကိုမင်းတို့သိဖို့ပြောတာအဲ့ချက်တည်းစိုးဝဲလာတဲ့ခါကျတော့အတောင်ဖြတ်ရင်ဟာချက်ချင်းအိမ်အောင်ထဲဝင်ခိုင်းတယ်လာအဲ့ဒီကောင်တွေကျန်နေတို့အသက်ပါသွားတယ်လူနဲ့ဒီနေနေအောင်သွားဟာသိပြရတာတုတ်ကိုသူကာကွယ်ရအောင်တုတ်အသက်ကိုသူမွေးရအောင်ဒါပညာမဟုတ်လို့ပါဟုတ်လားနော်ပညာသင်တဲ့ဥစ္စာတို့လူမမဟုတ်တိရစ္ဆာန်တွေလည်းရှိတယ်လို့ငါပြောတာအဲ့တော့ဥမာဆိုတော့တခါကြောင်နေဆိုတော့ကြောင်မကြီးနဲ့ကြောင်လေးဒီကောင်ချောင်းတာမင်းတို့တွေ့ဘူးလားမင်းတို့ဒီစဉ်းစားကြည့်ပေါ့ချောင်းနေဆိုတော့မမြင်အောင်ချောင်းရတာမြင်အောင်တော့ချောင်းမင်းရက်ခံရမှာမဟုတ်ပါစဉ်းစားကြည့်ပါလားဒါမှကြောင်မကြီးကကြောင်လေးကိုသူမြင်အောင်ချောင်းနေချောင်းတာမဟုတ်ဘူးခြေသေးကိုဒီလိုထားရတယ်လက်သေးကိုဒီလိုထားတွေ့လားအမေကိုကြည့်တာအဲ့မှာတကောက်ပြေးလှုပ်ပြီးတော့လှုပ်လိုက်ပြန်ခွာလိုက်ကြည့်စားဘာသိမ်းပြီနော်အစာရှာဖို့အစာချောင်းမို့လို့သိမ်းပြီလားဟုတ်တယ်ကဲပညာရေးပဲမိဘကသိမ်းပြီတယ်ဘသူ့ကိုသိမ်းပြီလို့သားသမီးကိုသိမ်းပြီတယ်ဟလာအခုလုံးသိမ်းပြီလားပါလားကြီးဒါမဲ့လူကြတဲ့ခါကျတော့မိဘကပဲသင်ပေးရတာသို့တော့လူမှကြတော့တိရစ္ဆာန်နဲ့ရှင်းလိုက်တဲ့ခါကျပညာရဲ့တည်းကများတော့အားကြီးတော့မိဘအကုန်မသင်နိုင်တော့အကုန်မသင်နိုင်တော့မှအကုန်သင်တတ်တဲ့လူသားစားတရားပေါ်လာတယ်အဲ့ဒါဆရာတဲ့နော်ဟုတ်လားဒါကြောင့်မို့မိဘရဲ့ကိုယ်စားကိုပညာသင်ပေးတဲ့အတွက်ကြောင့်မလို့မင်းတို့ခုနကပြောဆရာကိုမိဘနဲ့တကိုင်းနဲ့ထားတယ်ဆိုအဲ့ဒါမိဘကိုယ်စားပညာသင်ပေးတာဟုတ်လားဟုတ်တယ်ရတယ်နော်နည်းနည်းလေးညင်းနေလာပြီကွာပြောတာလည်းနည်းနည်းနစ်လာပြီနော်ကောင်းပြီမိဘကိုစားဆရာသင်ပေးလိုက်တဲ့ခါကျတော့ဘယ်လိုသင်လဲဆိုတော့နည်းနည်းလေးတဲ့ဘိုက်မှာရောက်တော့နည်းနည်းလေးစဉ်းစားပြီးအားတော့အားတော့နားပါလေကွာသို့တော့တွေ့ရတော့မယ်ငါတပြေးနဲ့ငါဟိုမော်တော်ပေါ်မှာပါချာတီပြီးခေါင်းမောင်းဆွဲပြီးတဲ့တကူလို့ဖြစ်နေမော်တော်သားဆုံးတော့ခေါင်းမောင်းသားမဆုံးတော့ဒလန်ကြီးမိငါလည်းမော်တော်ပေါ်မှာပါချာပြီးခေါင်းမောင်းဆွဲပြီးတဲ့ကောင်လို့မဆုံးတော့ဘူးတဲ့အဲ့တော့ကောင်းပြီဒီရေသားမှုရှိသေးလားမသိဒါမဟုတ်တောင်းတာမဟုတ်တော့ပြောတယ်ရေသားမှုကဲမသိဘူးလားမင်းတို့သိရတယ်မီးရှိ
ဘယ်ရှိပါလဲမင်းတို့မသိဘူးလားမေးကြည့်စားကဲခုနကရေသားမောဒီနားမှာရှိတယ်နော်မေးကြည့်ဒီမှာရှိလားမရှိဘူးနော်ဒါမေးကြည့်လို့ပြောရတဲ့ခါကျမင်းတို့မေးကြည့်ကိုလှမ်းမမြင်ဘူးလားပြည့်စည်ရှိလားမရှိဘူးနော်အတန်နဲ့လည်းတည်တယ်နော်မေးကြည့်ဆိုတဲ့အတန်နော်အဲ့ဒီအတန်ကိုဘာသာစကားလို့ခေါ်တယ်ကွာမင်းဘာသာစကားဆိုတဲ့ကိစ္စမင်းတွေ့ကြည့်တော့မီဆိုရင်တမ်းမသိဘူးလားသိတယ်ဒါပြန်မီရှိလားမရှိလားမင်းရှားမနေရဘူးလားမင်းမျက်စိမြင်ရလို့လားဒါမှအတန်နဲ့လည်းမင်းမသိဘူးလားမီဆိုကားဆိုင်လားမော်တော်ကားပဲရှိထွက်မယ်မသိဘူးလားသိတယ်ကဲအဲ့မော်တော်ကားကြီးရှိလို့မရှိဘူးဘာနဲ့သိလို့အတန်နဲ့လည်းသိတယ်အဲ့ဒီအတန်ကိုပြုနိုင်တဲ့ကိစ္စဟာဘာသာစကားဆိုတဲ့အဆင့်ကိုရောက်အောင်အတန်ပြုနိုင်တယ်ဆိုတာလူမရှိတာတရိစ္ဆာန်တွေမှာအဲ့လိုအတန်မျိုးမရှိရှိတယ်ခွေးတွေမှာရှိတယ်ဟောင်းနေဥတယ်ဟိတ်နေလေးမျိုးငါးမျိုးလောက်ရှိဒီတဲ့ပူပေါင်းမရှိအခုမင်းခုဒီဘွားနေပြောနေဆိုမင်းတို့နားမလဲဘူးလားနားလဲတယ်ဘာလို့ဘာသာစကားအဲ့ဒီလူမှာဘာသာစကားဆိုတဲ့ကိစ္စပေါ်လာလို့အဲ့ဒီဘာသာစကားကိုပြောနိုင်တဲ့ထန်ကြိုင်းကျွနိုင်တဲ့လေချောင်းနဲ့ကရိယာပါလာလို့ငါပြောတဲ့ဥစ္စာမင်းတို့နားလဲဟောစရာမကောင်းလားမင်းတို့အဲ့ဒါစဉ်းစားမိဘူးလားမင်းကြီးကနေမှာတောကြီးကမင်း၃မျိုးပဲရှိမြို့ကြီးကနဲလေ၄မျိုးရှိတယ်တဲ့ဆိုကြီးတာတယ်လို့ခေါ်တယ်မင်းကြီးကနေတဲ့တကားတော့ဆိုတော့မတွေ့ဘူးလားမင်းဟောတခါကျကြီးအားတယ်ကြီးတာတယ်တဲ့မင်း၄ခုလောက်ရှိတယ်ဒီ၄ခုကလွယ်လို့သူဘာမှမတတ်တော့ဘာလို့သူတို့မှဒီ level ညမှာကရိယာမပါဘူးသူကပါတယ်အဲ့ဒီပါတော့ခုငါပြောတဲ့ဥစ္စာတွေမင်းတို့မကြောက်လားကဲငါစိတ်နဲ့ခံစားရတဲ့ဥစ္စာမင်းတို့ရတယ်ငါပြောတဲ့ဥစ္စာရတယ်ကြားတယ်အဲ့ဒီကြားတဲ့ဥစ္စာကိုအားမရလို့ဘုလို့ပြန်ပြီးတော့မှလက်နဲ့ရေးတဲ့သင်္ကေတကြီးပေါ်လာတာဗျာအဲ့ဒါကြောင့်ဘာခေါ်လို့စာခုငါပြောတဲ့ဥစ္စာစကားအဲ့တော့ပညာသင်တဲ့ဟာနှမျိုးရှိတယ်တစ်မျိုးကနှုတ်ကနေပြီးတော့ဒီလိုသင်ပေးတဲ့ဥစ္စာပြောပြီးတော့သင်ပေးတာနောက်တစ်မျိုးကစာနဲ့ရေးပြီးသင်ပေးတာဆိုအဲ့ဒီပညာကိုနှစ်မျိုးစလုံးကိုရအောင်မယူနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်ကျနောက်ကျနိုင်ပြီးတော့အောက်မိတာဒါကြောင့်စာကြီးတွေထောက်ပါလို့ငါပြောတာနားလေနော်ပညာယူတာပဲဒါမဲ့ငါပြောတဲ့ဥစ္စာကိုနားထောင်ပြီးတော့ဆရာနဲ့တည်းရဲ့နှုတ်ကထွက်တဲ့ဥစ္စာယူတာတစ်မျိုးနောက်တစ်မျိုးကပါတော့စာနဲ့ယူတာတစ်မျိုးနှစ်မျိုးလုံးနဲ့ယူရတယ်မင်းလောကကြီးမှာသူများရဲ့ဒီဟွာရှိတယ်ပါလောကကြီးမှာနေရာတကာမှာကိုယ်တိုင်ကြုံလို့မရဘူးဥပမာမိမတယောက်ရဲ့မျက်နှာမြင်တဲ့ဥစ္စာမင်းကြုံလို့ရလားယောက်ျားလေးငါကြုံလို့မရနိုင်ဘူးကတော့ပြန်ပြောမှငါသိနိုင်တာအဲ့တော့လောကကြီးမှာတဆင့်ကံပညာယူရတာလေအများကြီးကိုယ်တိုင်မကြုံနိုင်ဘူးကိုင်းကောင်းတယ်ပြောရတယ်တို့ဗုဒ္ဓဘာသာတွေမင်းဖះကိုပြီးလာမယ်လို့တွေ့လိုက်လို့လားတွေ့လိုက်လို့ပြောနေဘုရားဆင်းသူတော်မှာတူလားမတူလားဘယ်သူမှမပြောနိုင်ဘူးတကယ်ဘုရားနဲ့ဒီနေ့ဆင်းသူနဲ့တူလားမတူလားမပြောနိုင်ဘူးဒါတိကိတဖြစ်နေတာတို့ကိုယ်ွယ်တရားလားဒါမှဘုရားဟောရတဲ့ပိဋကမကြံရခဲ့ဘူးလားပထမဆုံးတော့ကစားတဲ့မရေးနိုင်လို့မလို့စကားနဲ့တင်သံဃာနာတင်ခဲ့ရတာတတိယချိန်ကြီးစတုတ္ထချိန်ရောက်မှမင်းစားနဲ့ရေးတဲ့အခက်တင်ရတာဟုတ်တယ်မလားပြင်းစကြတော့မင်းတို့မင်းကြီးတွေမှာကြောက်ထက်ခဲ့ကြခုဥနုလက်ထမှာကြတော့ခုနကသံဃာနာတင်လဲဆိုစာအုပ်ကြည့်တဲ့ပိဋကစာအုပ်ကြည့်တဲ့ဖြစ်လာတိုင်းဘယ်ကနေယူရတော့သူဖះကိုအတန်ကိုမကြားရတော့ဘူးသူ့စကားကိုမတွေ့ရတော့ဘယ်ကနေယူရတော့စာကနေယူရတယ်မင်းတို့ကအဲ့ဒီလိုဖြစ်အတန်းထဲမှာမင်းတို့တန်းတဲ့ပညာကိုမယူလို့ရှိရင်မင်းတို့တီကောင်နဲ့ဘာမှသိမထူတော့အဲ့ဒါမှတ်တာကြောင်နေတောင်းမှပညာယူလို့ရှိရင်လူဖြစ်အတန်းနဲ့ပညာမယူနိုင်ဘူးလားဘယ်လိုယူနိုင်တော့အခုလိုငါပြောတာမျိုး
ဘယ်သူပြောတာမျိုးဘုရားဟောတာမျိုးစာအုပ်တွေပါလိဖတ်ပြီးတော့အဲ့လိုပညာပြတာမယူနိုင်လို့ရှိရင်သွားတော့ဒါမဲ့ဒီရွာမဲ့တိုးတက်ချင်လွယ်လေးရဲ့တိတ်မခက်ဘူးနော်မဲ့စောက်ရင်တော့မဲ့အလွန်ဆုံး10နှစ်ပဲငါအလွန်ဆုံးပြောရချာ10နှစ်ဆိုတာစာရိုက်ခွင့်ကလေးတွေလာပြီဘယ်ကောင်းနေလာမလဲ9နှစ်10နှစ်တွေလာလိမ့်မယ်9နှစ်10နှစ်တွေလာလိမ့်မယ်အယုတ်တွေကြည့်ပါစီသူတို့ကဆိုကြည့်အဲ့ဒီအယုတ်ကနေပြီးတော့စာဖတ်လာတယ်အဲ့ဒီစာမျက်နှာဖတ်လာတယ်အဲ့ဒီ10နှစ်ကလေးကနောက်9နှစ်ကျတဲ့က15နှစ်ရဲ့မင်းလူလားပြောက်လာခက်တီဖြစ်လာပြီဒီကောင်လိမ်မာလို့ရှိရင်အဲ့ရွာကောင်းပြီတော့အောင်ပြီဆို15နှစ်သားလိမ်မလို့ချင်ဘူးလားတလားကိုလက်ဖေးတစ်ခွက်ဖိုးလေမလို့ချင်ဘူးလားဟုတ်လားဘလို့တကယ်ပြောတာမင်းတို့တကယ်လုပ်မယ်ဆိုလို့ရှိရင်တော့စာရေးတဲ့ပြောင်းလို့နော်ငါနည်းနည်းဆင်းရဲပါတယ်နော်စာရေးဆက်သိချင်9000ငါပို့ပေးလိုက်လောက်ကြည့်ပါငါပို့လိုက်အဲ့မင်းနဲ့အောင်မြင်သိဘူးငါပေးလိုက်လောက်ပါငါတီးတဲ့ကြီးတဲ့ကုလို့မရှိဘူးလို့ငါယုံနေကောလူငယ်တွေကိုရွှေချရမယ်လို့ငါယုံနေကောလူငယ်တွေရဲ့ပညာရေးကိုတတ်တဲ့သူတွေအနာဂတ်ကိုတတ်တဲ့အဲ့ဒါပဲအဲ့တို့တခါလေးကြတော့ရွှေကမှပြီးရေစက်ချရမှာသူကကုလို့ရတယ်ထင်တယ်နော်ကိုယ်ကပြောလို့ဘုရားကိုသွားရွှေချမှကုလို့ရတယ်လို့ထင်တယ်လူငယ်တွေကိုရွှေချဖို့ကြမေ့ကလေးတွေအတွက်ကစားကွင်းလေးအတွက်ဗော်လီဘောလေးပြီးပါဆိုကလေးတွေကြတော့ကမင်းရောထားတယ်လူကြီးကြအားကစားဆိုဒါအသေးပဲမရှိဘူးဟုတ်လားငါပြောနေတာဒီကမင်းရောထားပါတော့ဒီအကျော်ကဖြစ်တာဒီအကျော်ကမထားလို့ဘယ်နဲ့လုပ်ဒါကြောင့်မကလေးတယောက်ငိမ့်နေလို့ရှိရင်နေမကောင်းလို့အဲ့ဒါလုံးဝလို့ရှိရင်လူစင်မမီလို့အဲ့ဒါကလေးဆိုငိမ့်ကိုမနေအောင်ငိမ့်နေမကောင်းအဲ့ဒါတခုတော့လုပ်နေရအဲ့မဟုတ်တာဟုတ်တာမလို့ရင်မဟုတ်တာလုံးပါဒါပဲတခုတော့လုံးပါသူနေလို့မရဘူးသူဒီတိုင်းအဲ့တော့ဟိုပြောတာလဲတော်လေးကြားပါအဲ့တော့ပြောချင်တာပညာသင်တယ်ဆိုတာပါလေအတွေ့အကြုံလက်ဆင့်ကမ်းတာတရိစ္ဆာန်တွေမှာရောပညာသင်တာမရှိလားရှိတယ်ကျက်တွေမှာလည်းရှိတယ် education ပေါ့ဟုတ်လားအဲ့ကြတယ်မှာ education နဲ့မှာပါလာဆိုတာပြောအောင်မယ်ငါမင်းတို့ကောင်းတယ်ငါပြစ်တော့နဲ့ဖိုးကြီးဟိုတယောက်ကစူသလိုဖြစ်နေလဲသီးခံဝါငါ့ကိုတခါကြီးကလေးတွေကဘယ်နဲ့ဖြစ်ဆိုချေမြင့်လည်းမစင်စားဘူးဒီတိုင်းဆရာပြောတော့အလိုကျဒီစာမေးပွဲအောင်မွေရေးတယ်စာမေးပွဲအောင်မွေတာပညာတတ်ဖို့လားဆိုခုမေးကိုစာမေးပွဲအောင်ရင်ပညာတတ်တယ်ထင်တယ်ဟာခက်မောစာမေးပွဲအရေးမကြီးဘူးပညာတတ်ဖို့အရေးကြီးတာဒါပညာသင်ဖို့မေးတယ်အဲ့တော့ပြဿနာတစ်ခုဥမာဆိုတော့တမိုင်းဆိုပြီးဖြေလိုက်တယ်ပြီးတော့မင်းတို့မင်းကြီးနဲ့ဒီဘောမဲ့ဘသူကဖေးမှန်းသားမှမသိဘူးအဲ့လိုဟာတွေကိုဒုက္ခရောက်တာတမိုင်းဘာဖြစ်လို့သင်လဲမင်းတို့မင်းအကြောင်းသိချင်လို့မဟုတ်ဘူးဒီဘောမဲ့အကြောင်းကိုသိချင်လို့မဟုတ်ဘူးအဲ့ဒီလိုလူတွေဒီလိုဖြစ်ခဲ့တဲ့အတွက်ကြောင့်တိုက်ပြည်နိုင်ငံကြီးကဒီလိုဖြစ်ခဲ့တဲ့နာကမှဒီလိုဖြစ်အဲ့လိုဖြစ်တတ်တယ်ဆိုတော့တမိုင်းကအနာကကိုဆုံးဖြတ်လို့တမိုင်းကအဲ့ဒီရှိကိုမရောက်တော့ဘူးမင်းတို့မင်းရဲ့ဘယ်နှခုနဲ့မွေးတဲ့စာနဲ့အချိန်ကုန်တယ်မင်းတို့မဲ့ဘယ်နှခုနဲ့မွေးတော့ဘာဖြစ်လို့ကိစ္စပါသူ့ဟာပဲချိန်ကုန်အရေးကြီးတာအဲ့တမိုင်းတင်တယ်ဆိုတာနိုင်ငံရေးကိုသိဖို့တင်တာအတိတ်ကနိုင်ငံရေးကတမိုင်းပဲဟုတ်လားအဲ့ဒီထိအောင်မရောက်အဲ့တော့ဘာလဲဆိုဘာတွေဖြစ်နေမှလို့ဒီအကုန်လုံးခတ်တဲ့အလွတ်ကျက်ပြီးတော့ဖြေးပြီးတော့မှကျက်ပြီးတော့အောင်တော့ကျက်ဆယ်ရပြီးလဲပြီးတော့ကျက်ကတူနည်းနည်းအမှန်ကောင်းတော့ကျက်မှုကျက်ကတူဆိုပြီးတော့တပီလုံးကျက်ဖြစ်ဟိုဘာရလို့လည်းမသိတော့ပဲနဲ့ဒီဟိုဘာဖြစ်နေလဲဆိုတော့တို့စီအောင်စားဟိုဆေးဆရာကြီးတွေကနေသွားတော့ဟို
မိမဆေးပလင်းတွေကတော့ဒီဘုံကြီးရံတာဆေးရရသေးသွားတယ်သေးသွားတော့မိန်းကလေးမိမတယောက်ကခလေးလေးပိုင်းနာရင်ကြက်ဖြစ်လို့ပေါ့လေလာတဲ့ခါကျကျမအဲ့ဆရာကြီးစိတ်တက်လိုက်တာပဲအဲ့စီလေးတက်ရင်တက်တာလို့ကလာပြီးသားမှာဆိုတော့အဲ့မိမကြီးဘယ်စိတ်တိုက်ဆိုဒီငါလည်းမသိဘူးငါမှတ်မိတာတော့လဲလဲတော့မူရဲဆိုတော့လက်ကလေးနဲ့မူရဲတော့တို့တိုင်းပြရလက်ကလေးနဲ့မူတာတော့ပဲကျန်းနေကြတဲ့တိုင်းပြီဘာစိတ်တိုက်မှမသိအဲ့တော့ငါအဲ့လိုမဖြစ်စေချင်ဘူးငါတော်စိတ်ကြည့်တယ်ငါအဲ့ဒါမစစမဲဘာဆိုင်လို့ဒါပညာပါပရဏပညာတတ်ဖို့အဲ့ဒီဥစ္စာကိုသွားတမိုင်းတင်တဲ့ဥစ္စာမင်းတို့မင်းကြီးဘယ်နှခုနဲ့မွေးတယ်လဲဆိုတာအရေးကြီးတယ်ဘာဖြစ်လို့ဘယ်နှခုနဲ့မွေးလို့ဘာအရေးကြီးဘူးမင်းတို့မင်းကြီးလက်ထက်မှာဘာလေးလုပ်ခဲ့အဲ့ရတိုင်းပြည်ဘယ်လောက်ဒုက္ခရောက်လဲဘယ်လောက်ဒုက္ခရောက်လဲဘယ်လောက်စီးပွားရေးတက်ခဲ့လဲဒါအရေးကြီးတယ်တို့ဒီမောင်တင်ပြီးပြောတာနော်ဟုတ်လားထားပါတော့ကအဲ့ဒါလျှောက်ပြီးတော့ငါလည်းကြောက်ဆိုင်တဲ့ငါနဲ့အကူလုံးနဲ့ရံဖြစ်ကုန်တယ်ဆရာမကြီးကရှိတော့အားနာပါဟုတ်တယ်ဝါခါရတကယ်စိတ်နဲ့လူနဲ့တော့ပြတ်ပါတယ်စိတ်ကပြည့်ပြီးနောက်ကျလူကပြည့်အဲ့တော့ဥပမာဆိုတော့ဒီတကယ်မင်းတို့လေးလာပြီးတော့ပညာတတ်ချင်လို့ရှိရင်အဲ့ဒီလေးလာပါလေးလာပြီးတော့ခြေချင်းမိမြစ်ကိုသိအောင်ကြိုးစားတတ်တဲ့ညင်ကြိုးစားပါဘယ်အောင်ဆိုအခြေမြစ်လဲအခုကလေးတွေမေးစမ်းကြည့်ဆိုကြတခါတည်းကပါဥပမာဆိုမင်းတို့ဟိုများသောဖြင့်ခင်ပညာတတ်တွေများပါတယ်ဒီကောင်လေးကောင်မလေးတွေတဲ့ဥပမာ equation တစ်ခုရှိတယ်ကွာဘယ်ဘက်ကညီမြချင်းတစ်ခုရဘယ်ဘက်ကအပေါင်းလက္ခဏာဒီညာဘက်ပို့တဲ့အနှုတ်ဖြစ်တယ်ကွာညာဘက်ကအနှုတ်ဒီဘယ်ဘက်ပို့လဲအပေါင်းဖြစ်တယ်ဘာလို့ဖြစ်လို့ဆိုတာမသိတော့ဘူးဘာလို့ရင်းမြစ်ကိုမသိဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာမသိအဲ့ဒီပညာကြီးကိုငါမကြိုက်အဲ့တော့မင်းတို့လုပ်ကြတခုကိုစဉ်းစားလို့ရှိရင်အဲ့လိုစဉ်းစားကြအဲ့လိုစဉ်းစားလို့ရှိရင်မင်းတို့လူဟာအလကားနေရင်တိုးတက်နေတယ်ငါအဲ့ဒီဟာမျိုးလေးတွေရှိတယ်နည်းနည်းပေါ့ဒါကြောင့်မင်းတို့ပေါ်မှာတက်ပြီးတော့လူလေလုံနေတာတိတ်အများကြီးသိတယ်မို့နည်းနည်းလောက်သိတာအဲ့ဒါကိုလူလေတက်လုံတာမင်းစဉ်းစားကြည့်မင်းဒီဥပမာဆိုတော့ပါဒီဘုန်းကြီးတွေနဲ့လည်းကတခါကြစကားပြောဘုန်းကြီးတွေနဲ့နေလေမှာဦးစင်းတစ်ပါးနဲ့ပဲကစကားပြောဒီလိုပဲပြောတယ်တကယ်ရင်းမြစ်တွေကိုငါစဉ်းစားဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုစဉ်းစားတဲ့အချင်းလေးပေါ့ဥပမာဆိုတော့မင်းတို့ဒီလဲဆိုင်တဲ့ကိစ္စအမေဒါကိုစဉ်းစားလို့ရှိရင်ရတာဘာဖြစ်လို့ဒီစကားထွက်တယ်လဲဘာဖြစ်လို့အမြောက်ထွက်တယ်လဲအဲ့ဒါမျိုးစဉ်းစားမှာပေါ့ဘယ်ချိန်မှာပေါ့ဒါအကုန်လုံးစဉ်းစားမှာပေါ့ဘယ်အားပဲလို့ဒီကျောင်းနေတယ်ဆိုတဲ့ကိစ္စဟာဒီအဲ့ဒီသင်တယ်ဆိုတဲ့ကိစ္စဟာချီချီမြင့်မြင့်စဉ်းစားတတ်တဲ့ဥစ္စာသင်ပေးတာအဲ့ဒီချီချီမြင့်မြင့်စဉ်းစားတတ်တဲ့ဉာဏ်ပါသွားလို့ရှိရင်အဲ့ဒီကောင်ဘာမှအောင်ဘာသာမျိုးပဲမအောင်အဲ့ဒီကောင်လောကမှာကြီးပွားမယ်ကောင်အဲ့ဒါဒီအဲ့တော့အဲ့ဒီလိုစဉ်းစားရအောင်ဘာလို့လဲဆိုတော့အဲ့ဒီလိုစဉ်းစားတဲ့လူကြီးတွေရဲ့အတွေ့အကြုံပြန်လက်ဆင့်ကမ်းရအဲ့ဒါစာဖတ်တာစာဖတ်တာမင်းဟိုပြောအောင်ပါမယ်ကဘာကျော်သိပ္ပံပညာရှင်ကြီးတွေဆိုမင်းတို့ကြားမလားအက်ဒီဆင်ဆိုတော့ကြားမှာပါနောက်တစ်ယောက်ရှိတယ်ပါဟိုနာမည်တော့မင်းနေဘူးဇာပြတယ်ပြီးတော့ပေါ်လာပါလိမ့်မယ်ထားပါတော့အဲ့ဒီအက်ဒီဆင်ဆိုသိညံ့တယ်တိတ်ကိုညံကိုမကောင်းလို့မလို့မထိုင်းကအားနဲ့အခေါ်ကားလို့ကျောင်းမှာမျက်နှာငယ်လုံးအားကြီးလို့မအေးရမို့ကျောင်းပြန်တွတ်တာဒါမဲ့တော့အဲ့သူဟာသူတွေနဲ့စဉ်းစားရင်ငယ်တယ်အဲ့ဒီခြေကြီးမိစဉ်းစားရင်နေဖြစ်လာတာတီထွေးတဲ့ဥစ္စာမှာကဘာပေါ်မှာဒီကနေ့ထိငါတီထွေးမှုအများဆုံးသိပ္ပံပညာရှင်မဟုတ်သေးဘူးတီထွေးမှုအများဆုံးကသူပဲမြင်ဟာဘယ်လောက်တီထွေးလဲဆိုတော့ဒီနေ့ကငါတမှုတာတခုပြောသူစီကသွားတဲ့ခါကျသူစီကဒင်နာလားမသိပါဘူးဖိတ်တဲ့ဧည့်သည်တွေကသွားတယ်သွားရတဲ့ခါကျဝင်းသွားတာပေါ့ကွာသွားတဲ့ခါကျသူအခန်းထဲကိုဝင်တဲ့ဒီကကြီးကဓာတ်တုံးမယ်ဟာအလေးကြီးတွန်းလို့ဝင်သွားတယ်
ပြန်လာတုံးဝင်လိုက်နောက်တစ်ပြန်ပိတ်သွားလိုက်ပြန်လာတုံးဝင်လိုက်နောက်တစ်တုံးဝင်လာတဲ့ခါကျအဲ့မှာဧည့်သည်တွေကပြောတော့အဲ့ဒီစင်းနဲ့ခင်ဗျာထွေတဲ့ဥစ္စာတော့တိတ်တော့ပါတယ်ဒါပေမဲ့ခင်ဗျာဒီလောက်ဒကာကြီးလေးတဲ့ဥစ္စာခင်ဗျာမလွတ်တတ်တော့ဘူးလားဆိုတော့ကျေးဇူးပါပဲတဲ့ခင်ဗျာတစ်ခါတွန်းလိုက်တယ်မှာကျုပ်ဒီတကယ်လည်းတက်တယ်သွားတယ်တိုက်ကြီးတယ်မှာတော့တကယ်တိုက်ကြီးလို့ခင်ဗျားတို့တယောက်ဝင်နေကျုပ်တကယ်လည်းရည်တဲ့တိုက်ကြီးတယ်မှာတက်တယ်သွားတယ်ကျေးဇူးတင်ပါတယ်ပြောချင်တာအတိပဲမင်းအဲ့ဒီစဉ်းစားတဲ့ဥစ္စာရရင်တော့ပြီကွာအဲ့တော့ကိုယ်တိုင်ကစဉ်းစားရဖို့ဆိုတဲ့စာမင်းဖះမဟုတ်ဘူးမနဲ့ကိုယ်တိုင်ထုတ်ထင်းပြင်ပြီးလို့တိတ်လွယ်တာမဟုတ်ဘူးကွာအဲ့တော့ဒီပြည့်လူတွေစဉ်းစားထားတဲ့ဥစ္စာကိုရတဲ့ဥစ္စာခုနကငါပြောလို့ပါဇက်ကတင်းနေပြီးရှိတယ်စားနေရင်တင်တယ်အဲ့တော့ပါဇက်နဲ့နေအောင်ကတိုင်မင်းတို့ငါ့ကိုလာပြောဆရာရဲ့ကျွန်တော်အိမ်ကိုလာပြော၄-၅ လလောက်လာပြီးတော့သင်ပေးသားမှာဆိုငါလာနိုင်မလားဘယ်လာနိုင်လဲစားအောင်ကြတော့မယ်ခါကြတဲ့ထူတော်လေးရအိမ်လာတဲ့ယူတော်တော်အားနာကြမှာဖတ်ပါလေအဲ့တော့မင်းတို့ဒါကြောင့်ညီကိုချုပ်ပါတော့နော်ပြောနေတာကတော့မင်းတို့စာရေးတဲ့ဖြစ်အောင်လုပ်ကြမင်းတို့ရဲ့ဇီကုံထမ်းတဲ့ပဲအနာဂတ်ကိုကြီးပွားခြင်းလို့ရှိရခလေးတွေကိုစာရေးတဲ့ထဲမှာအချိန်ကုန်ပါစေစာရေးရိုက်နာမှာကစားပွဲရှိပါစေဖြစ်အောင်လုပ်ကြိုးစားအဲ့ဒီဖြစ်လို့ရှိရင်မိဘတွေတော့အဆုံးမရတိတ်တတ်တာတော့အနာဂတ်သိကောင်းပါစာအုပ်တွေကကိုစားဆုံးမပြီးလိမ့်ပြီးတော့ဒီဘုရားအောင်စားကြောင်းပြောအောင်လားဘုရားအောင်စားဒီလိုငါတိတ်မြိုက်တယ်ဘုရားအောင်စားရဲ့အကိုကိုအောင်စားရှိတယ်သူကငါ Godfather ငါမွေးစားအဖေတော်ကပြောသူပြန်ပြန်ပြောလို့သိတာဘုရားအောင်စားဖြင့်ကြောင်းထားလို့ကိုမရဘူးမငယ်တော့ကကြောင်းမနေဘူးအဲ့မနေတဲ့ခါကျတော့သူ့အကိုဦးအောင်သားကိုရှင်ပြတော့သူကရှင်လောင်းလုပ်ချင်တယ်မင်းရှင်လောင်းလုပ်ချင်ရှင်ပြအေးရှင်လောင်းလုပ်ချင်ရှင်ပြရင်လို့ရှိရင်မင်းကြောင်းနေရမှာအဲ့တော့မှကြောင်းနေလို့ဆိုလက်ခံတာအဲ့တော့မှကြောင်းနေဘိုးရောက်စားကြောင်းနေတာတိတ်နောက်ကြတယ်ငါချင်းနဲ့ငါမှတ်မိတော့9 နှစ်လောက်ကြောင်းနေတာအဲ့တော့သူ့ရဲ့အကိုအကြီးဆုံးကဥပဝင်းတော့အာဇာနဥပဝင်းဆိုတာကြားဘူးလားအာဇာနအဲ့ဒီဥပဝင်းကသူကဘာမှအားလုံးမခရီးပါ9 ယောက်လား10 ယောက်လားရှိတယ်အဲ့ဒီမှာအကြီးဆုံးဆိုဘိုးကျောင်းဆန်းတဲ့သူနဲ့အကြီးဆုံးနဲ့အငယ်ဆုံးဆိုတားပါလို့ဖြစ်သွားအကိုနဲ့ညီနေမတူတော့ဥပဝင်းကညီနေကျောင်းမှာသူက high school မှာတွားလို့တယ်မြန်မာကျောင်းဆရာအင်္ဂလိပ်လိုမတတ်ဘူးမြန်မာစာကျောင်းဆရာဒါမှနောက်ကြတော့အင်္ဂလိပ်လိုတတ်အောင်ပြီးတော့သူတက်လိုက်သွားတော့အောင်းလာတယ် BET အောင်သွားတယ်ထားတော့အဲ့မှာသူတို့သွားတယ်ကအောင်သားနဲ့အောင်ဆိုင်ညီကိုနှစ်ယောက်သွားနေတဲ့ခါမှာသူအကိုကြီးအိမ်မှာညအကိုကသူတို့အဖေလိုသွားတာငါမှတ်မိတယ်ငါမိလိုက်တယ်တယောက်လုံးမိလိုက်တယ်အောင်သားရောအောင်ဆိုင်ရောအဲ့ဥပဝဲတော့အောင်လုံးကမိလိုက်တယ်ဥပဝဲတိတ်ကြောက်ရတာတကယ်ဖေလူကြောက်ရတာဒါမှသိချစ်တာအဲ့ဒီမှာလုပ်ခဲ့တဲ့ဥစ္စာဥပဝဲကလည်းသူတို့ရေနံကြောင်းမှာကြောင်းလာနေတဲ့ခါကျသူတို့တလားကိုတစ်ခါပဲရုပ်ရှင်ကြည့်ဝင်ပြီးတယ်နော်ဒါပေမဲ့ရုပ်ရှင်ကြည့်လို့ရှိရင်ပြန်လာလို့ရှိရင်အဲ့ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကိုအကျဉ်းချုပ်ကိုအင်္ဂလိပ်လိုရေးရတယ်တင်းပြရတယ်အတေးမကြည့်တယ်အဲ့ဒါနဲ့တော့ကိုအောင်တန်းကအကြီးဆုံးအရင်တက်ကလေးရောက်သွားတော့အဲ့ဒီအောင်ဆန်းကနောက်မှရောက်လာတဲ့ခါကျအောင်ဆန်းကနိုင်ငံကြီးအဲ့ဒီဝါသနာပါလာခဲ့အဲ့ဒီအောင်ဆန်းကအဲ့ဒီဝါသနာပါလာတဲ့ခါကျတော့တမက်ကတကယ်လို့တမက်ကတက္ကရာခေါ်တာပေါ့အဲ့တမက်ကမှတော့ဝင်နေတဲ့ခါကျဦးအောင်သားကအင်္ဂလိပ်စာအင်္ဂလိပ်လိုတစ်ကောက်တစ်စကားတော့တကယ်တက်ငါသူနဲ့သူနေရဆိုတိကျပြီအဲ့ဒီမှာအောင်ဆန်းကအောင်ဆန်းမင်းနိုင်ငံရေးလုပ်ချင်လို့ရှိရင်တက်ကလို့မှတမက်ကလုပ်ချင်လို့ရှိရင်အင်္ဂလိပ်လိုပြောမှာအဲ့တော့တမက်ကကျောင်းသားတမက်ကမှအင်္ဂလိပ်လိုပဲပြောတယ်ဗမာလိုပြောလို့မရဘူးဘာလို့ဆိုကလားကျောင်းသားတွေရောဒီတရုတ်ကျောင်းသားတွေအများကြီးပါဟိုတို့ဗမာပြည်ရဲ့ရန်ကုန်တက္ကသိုလ်ကနယ်ကိစ္စလာမယ်အောင်းမင်းနေလာမယ်အရှိတောင်အာရှမှာအကောင်းဆုံးတော့တို့တက္ကသိုလ်မလေးရှားမှာရှိတဲ့
ဟာရီကမိဘတွေကသားသမီးကိုပဲလို့ပြောတယ်နင်ကြိုးစားရန်ကုန်တက္ကသိုလ်ပို့ဝင်လို့ပြောတာဒုတက္ကသိုလ်စင်ကာပူမင်းဝင်းကြီးလီကွန်ယူလွတ်လပ်ရတော့သူတို့က59ခုနှစ်ကျမှရတို့က48ခုနှစ်မှလွတ်လပ်ရတာအဲ့လီကွန်ယူကမင်းလွတ်လပ်ရယူပါလိမ့်ပြကြတို့ရန်ကုန်တက္ကသိုလ်ရောက်လာတယ်ဗျာမစ္စတာလီရောက်လာပြီးတော့မှပြောတာဆိုမင်းတကယ်ကိုဝင်းနေအားငယ်ဆိုတာပြောတော့တာကျွန်တော်တို့ဟာစင်ကာပူတဲ့လာမယ့်နှစ်အစိတ်30မှာဗမာပြည်ကိုမိအောင်ကျွန်တော်လုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်သူဟောဒီအားနာတယ်အဲ့ဒါသူမိအောင်ဆိုပြီးဆင်းပြလိုက်အားနာပြင်းချင်းကိုဘယ်ကောင်းထားပါတော့တော့ဆိုဖြစ်ငါတောင်ကျိုးမြောက်ပေါ်ရရှားပြန်သွားတယ်ငါလည်းခွေးအဲ့ဒီမှာတွေ့ရခါကျမင်းအင်္ဂလိပ်လိုမင်းမပြောရလို့ရှိရင်မင်းတက်ကတာမရအောင်ဆိုဘိုးကျောင်းဆောင်မလုပ်တဲ့ဒီလိုပဲအင်္ဂလန်ပါလီမန်မှာပြောတဲ့ဒစ္စရေလီတို့ဟောလားသူတို့ဆိုတဲ့အဲ့ဒီဝီရုပ်တည်းရဲ့မိငုံးလေးကိုအလွတ်ကျက်ပြတာတကယ်လို့ပြတာဒါကြောင့်လည်းတကယ်တော်တော့တာငါစင်မောတခါလေးတော့ဆောတော့ကန်ချောင်ကပြောသေးတယ်ငါပြောတဲ့ဥစ္စာတွေမှာငါစင်မောမှာပြောပြရပါကွာငါအဲ့မှာစပြောခဲ့တဲ့ဥစ္စာကဟိုတင်ငါညောနာမှာကွာဟိုရက်ွက်တစ်ခုရှိအဲ့ရက်ွက်တစ်ခုပွဲလေးမှာပြောတော့ငါအမှတ်မထင်ကြီးထွက်လာတယ်ဘယ်လိုလုပ်ထွက်သွားလိုက်မှာလဲအဲ့ဒီနေကြီးကကွာတို့အဲ့တော့ဟိုလွတ်လပ်ရေးနေ့ရှိရတယ်ဆိုတော့အခြေခံဥပဒေနေလာပါလားမသိဘူးအဲ့တော့မှမဆလာခင်မှာအဲ့မှာအဲ့ဒီကြီးပေါ့ကွာတခါတည်းကကျွန်တော်ဒီအောင်ဆန်းဆိုတဲ့ကောင်လေးကိုစိတ်ကြီးမကောင်းကောင်လေးလို့ပြောထွက်တယ်ဘယ်လိုထွက်သွားလိုက်မှလည်းမသိဘူးတော့ပြန်ပြီးကြည့်ရကျွန်တော်ဒီခါမှာလို့ကျွန်တော်ကောင်းလေးလိုရတယ်အဲ့တော့ငါအသက်60ကျော်ကျွန်တော်အသက်60ကျော်ပြီလို့ဘုရားဆောင်ပြီးတော့အသက်32နှစ်3နှစ်လို့ကျွန်တော်အနေနဲ့ကောင်းလေးပေါ့သူဘယ်လောက်လုပ်သွားခဲ့လဲအဲ့ဒါကျွန်တော်တနာလို့ပါဘာလို့တနာဆိုဘာမှယူမသွားဘူးအဲ့ဒါလေးကတော့ပြောလိုက်တယ်ကန်ချုံကစောစောကပြောသေးတယ်တော့ဆရာအဲ့ဒါလေးပြောခဲ့တယ်ပြန်ပြောအဲ့လိုပေါ့တကယ်လောက်သွားတယ်ပြောချင်တယ်ကြီးဗျာမင်းအသက်30နှစ်3နှစ်မှလွတ်သွားတယ်ကြည်စားဘာလွတ်သွားလဲသူ့အချိန်ကိုအပြည့်အသုံးချသွားတယ်သူ့တက်တန်းလေးကိုအပြည့်သုံးသွားတယ်မင်းတို့အချိန်မရဘူးလားမရှိဘူးလားသူနဲ့ဓာတ်လို့မရဘူးလားရတယ်သုံးသလားမသုံးဘူးလားဒါပါမသုံးအောင်မသုံးရဒီမဲ့အဲ့ဒီကောင်းလေးပဲထားဘယ်ဘာပြောဟုတ်တို့မင်းတို့နဲ့ငါနဲ့ကမြည်ဖို့လို့ပြောကြတာဟုတ်လားမင်းလောကကြီးမှာမင်းနော်ပြားစင်းလာနော်မင်းအမိုက်ဆိုရှိတယ်ဘယ်ဟာကိုဟောတာလဲအမိုက်အတော့မကြတဲ့ပြည်စီကိုအမိုက်ခေါ်တာလေဟုတ်လားမင်းအတော့ကြတဲ့ပြည်စီအမိုက်မဟုတ်ဘူးမင်းအတော့မကြလို့ရှိရင်အဲ့ဒါအမိုက်ပဲတန်ဖိုးဆိုတာအဲ့ဒါလောကမှာတန်ဖိုးသုံးမျိုးရှိတယ်တောင်ပြောပြောပြောနေတာဘာတွေရောက်ပေါ်မှာမသိခါဘူးတန်ဖိုးကပထမတန်ဖိုးကသုံးရတန်ဖိုးဆန်လို့စပါးလို့ဟာမျိုးသူ့ဘာလို့မရှိဘဲနေလို့ရသူ့ဘာသူကိုတန်ဖိုးရှိတယ်နောက်တစ်မျိုးကဖလဲကြီးတန်ဖိုးတဲ့ငွေစက်ကိုပေါ့မင်းဒီတိုင်းတာဘာလို့အဲ့ငွေစက်ကိုတရားတာယနေ့အသုံးဝင်တော့ကျင်ညာလိုက်ပြီဆိုသွားပြီလားစက်ကိုစုပ်ဖြစ်သွားတယ်ဟုတ်လားငါကြုံရတာဘယ်တော့မှကြုံဘူးငါကြုံရတာဘူးအဲ့ဒီငွေစက်ဖလဲကြီးတန်ဖိုးနောက်တစ်ခုကမျက်နှာမှုတံမိုးကောင်းမလေးပြလိုက်တယ်ရည်စတာလေးဒီကတဲ့မင်းအသက်နဲ့ကာဝယ်တယ်ဟုတ်ဆိုမျက်နှာမှုတံမိုးလေသုံးမျိုးပဲရှိတယ်သုံးရည်တံမိုးဖလဲရည်တံမိုးမျက်နှာမှုတံမိုးအဲ့ဒီတံမိုးတစ်ခုမှအသုံးမကျလို့ရှိရင်အဲ့ဒါအသုံးဝင်တော့အဲ့ဒါအမိုက်ပဲအသုံးဝင်အမိုက်မို့မင်းနောက်ချီတောင်မှမင်းပြောစားဖြစ်တယ်ချီတော့ပြီးတော့ဆေးပြလို့ပေါ့ပါဒါပေမဲ့နွားချီမင်း
တော့မဟုတ်လားအတော့ကတော့အပိုက်ဖြစ်သေးလားသူ့နေရာနဲ့သူနေရာမှာလို့ရှိရင်အပိုက်လားအညီကြီးဖြစ်သွားအင်္ဂလိပ်စကားပြော that is not that only something in the wrong place အညီကြီးဆိုတာလောကမှာမရှိဘူးတဲ့နေရာမှာတဲ့ပစ္စည်းပဲရှိတယ်ကောင်းပါလေတွေမှတ်ထားကောင်းပါပါလေးနဲ့ကောင်းလေးစီပါဝါရောက်တော့ဗာပြတော့သူ့မပြုတ်ဘူးလားကြီးတို့ပါဝါပါလေးနဲ့ပါရာမို့ပေါ်ကြတော့ခါပြည့်ဟောဆိုနေရာမှာလို့နေရာမှာစီတယ်အပိုက်ဖြစ်တယ်အကြီးကြီးဖြစ်တယ်အဲ့တော့အတော့မအောင်လို့မင်းကိုမင်းအတော့ကြအောင်လုပ်လေတန်ဖိုးရှိလေတန်ဖိုးဆိုတာဒီအတော့ဝင်ရင်ပေါ်မှာတည်တယ်အတော့ဝင်ရင်အပိုက်တယ်မင်းဟာအတော့ဝင်လားအတော့ဝင်ရင်တန်ဖိုးရှိတယ်မင်းကိုမင်းတန်ဖိုးရှိအောင်ဘယ်လိုလုပ်တတ်တယ်အဲ့ဒီပါဘယ်ပေါ်မှာတည်ဆိုမင်းအချိန်ကိုမင်းဘယ်လိုသုံးချတယ်ဘဝဆိုတာဘာလို့မွေးခြင်းနဲ့တည်ခြင်းရဲ့ဈာကာလအချိန်ပဲအဲ့ဒီအချိန်ကိုတန်ဖိုးထားလို့ရှိရင်အသုံးချလို့ရှိရင်ဘဝတန်ဖိုးရှိရင်အဲ့ဒီဟာတန်ဖိုးတဲ့ဘဝတန်ဖိုးမရှိတော့ဒါပဲယူရီတတမိတ်သိရှင်နေမယ်ဟိုဂျပန်ကြီးချူတော့မှရှုပ်သေးတယ်ဟင်းနေဟိုတော့မှစာမဖြစ်ရမင်းတော့မလားဟုတ်ပါတယ်အောင်နေတော့သူပဲအောင်မေးခဲ့တာအောင်နေတော့အောင်မရစေမင်းနာမည်တူကျွန်တော်အောင်နေမှာဆိုင်အဲ့ဒါလည်းတွေ့တိုင်းမေးတခါမှလည်းမမှတ်ဘူးငါလည်းကိုယ်အဲ့လိုဖြစ်လာပြီမေးတာပဲဒီအောင်မြင်တဲ့တော့အောင်သိမြင်အောင်အဲ့တော့ခဏပြပတ်ချလဲနေတယ်မလားအောင်နေမှာဆိုင်ဒီဟုတ်ဒီကောင်းနေပါလေဟင်ခုဘာလုပ်နေလို့လဲကျွန်တော်ကြောင်းစရာလုပ်နေပါတယ်ဆိုင်ဟုတ်လားဒီတက်ကမှာပါဆိုင်တော့ဆိုချွတ်တယ်လာဟာပြောရဒီဘလောက်ပေါ့ကွာအဲ့တော့ဒါက300နီးပါးရတယ်ပေါ့အဲ့လောက်ရပါတယ်စားလောက်တယ်တော့လေတကယ်မသိတော့လားတကယ်ပြောတာတကယ်ကိုဖုန်းကြီးယူရကြည့်လို့ဖြစ်ပါတယ်သူဘာမှမသိဘူးကြည့်တော့စားလောက်ပါတယ်ဆိုင်ဒီကောင်းတယ်တော့ဆက်တော့ဝယ်နေလေလို့တော့အေးနေတော့ဘယ်သူမင်းဘယ်သူပြန်ခေါ်တော့ဟာကျွန်တော်အောင်နေမှာဆိုင်ဒီမောင်းနေလားနေကမင်းကိုဆရာလုပ်နေပြီတော့ဟုတ်ပါတယ်ဆရာငါပြောမယ်ဆရာရဲ့တပည့်လက်ဆောင်တက်ဆိုတာတချို့အသိမကောင်းမှုထင်နေတယ်ဟုတ်သိကောင်းတယ်ဆရာရဲ့တပည့်ကတော်ရမယ်ကွာမင်းဆရာတော်ကြိုးစားပါဆရာဆိုတာကိုယ့်ရဲ့ကိုယ့်ရဲ့တော်အောင်နေရတယ်တပည့်ကဆရာရဲ့တော်နောက်တစ်ပည့်ကသူ့ဆရာရဲ့ပို့တော်နောက်တစ်ပည့်ကပို့တော်ဆိုမှအဲ့ဒီမှာ human process လို့ခေါ်တဲ့လူလောကကြီးမြင်လာမှာပေါ့ကွာတပည့်ကညာနောက်တစ်ပည့်ပုံညာတော့မဲ့အဝစီရောက်ဖို့ရှိတော့တာပေါ့ကွာဟာကောင်းလားစဉ်းစားဖို့စဉ်းစားနေကြဆရာတဲ့တပည့်ကတော်ပါပြီအဲ့တော့ခုညီကုန်းကျုံမှာပြောချင်တာကမင်းတို့ဒီနေ့လာတဲ့ကောင်းလေးတွေကောင်းမလေးတွေအားလုံးဟာမိမိရဲ့ဘဝလို့ခေါ်တိုင်းနဲ့တက်တန်းကာလအချိန်ကိုကြာနာအသုံးချခြင်းအဖြစ်အသုံးဝင်တော့တန်ဖိုးရှိသောသူများဖြစ်လျက်ကိုမိကိုဖားတဲ့နောက်စစ်မြင်သောယောက်ျားမိန်းမများဖြစ်ပါစေကုန်သတည်းကိုသားကိုသမီးကိုလည်းပဲကိုရဲ့နောက်စစ်မြောင်ပြင့်တင်ပေးနေတော့ပခုံးစွာရှိသောယောက်ျားမိန်းမများဖြစ်ပါစေကုန်သတည်းလို့ဆုတောင်းရင်ဒီကိုချုပ်ပါ